ဒီကနေ့သာသနာတော်နှစ်2560ခုနှစ်ကောဇာတက္ကီ1389ခုနှစ်ကဆုံလာဇန်4ရက်2019ခုနှစ်4လပိုင်း29ရက်စနေနေ့နေကင်းခါကာလမှာစင်ကာပူနိုင်ငံမိုးကုတ်ဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြည်ပအဖွဲ့ခွဲ1သစ္စာပါရမီဓမ္မရိပ်သာမှကြီးမှုပြီးတော့ဆင်ကျင်ပကြတဲ့340ကြိမ်မြောက်တနေ့တာဝိပဿနာလုပ်ပေးတရားစခန်းဓမ္မဒါနအထိမ်းအမှတ်ဒီနေ့ပထမနေ့တရားဘာဝနာများကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားဓမ္မပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့တရားဘာဝနာလုပ်ငန်းနဲ့ပတ်သက်နေတဲ့နောက်တရားစကားများပြောဖို့စီစဉ်ထားပါတယ်အဲ့တော့ဦးဇင်းတို့မနေ့ပြန်ရောတပတ်ခါရော3ရက်ညတရားပွဲက2ညပေါ့နော်နေ့ကိုဟောမှာ9ချိန်လောက်ဦးဇင်းတို့စီစဉ်ထားတော့တရား5ဘုတ်စိတ်ထဲမှာစဉ်းစားထားတယ်တရား5ဘုတ်ကိုဘာတွေပြောရမလို့ဆိုတော့ဗုဒ္ဓနုတ္တိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာမရဏနုတ္တိဘာဝနာတတိပဋ္ဌာန်ဘာဝနာဆိုပြီးတော့ဘာဝနာ5မျိုးဘာဝနာ1မျိုးကိုတရားတစ်ပုဒ်လုပ်ပြီးတော့ပေသာပေါင်းတော်ကောင်းတို့ကိုအရင်တော့ဟောပါမယ်နော်အဲ့တော့ဦးဇင်းတို့အဓိကကြိုးစားအထောက်ကြရမယ့်ဘာဝနာတရားကတော့တတိပဋ္ဌာန်ဘာဝနာတရားပေါ့တတိပဋ္ဌာန်ဘာဝနာတရားဆိုတာကကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အကြောင်းတရားရှိလို့တလက်ဆက်ဖြစ်ပေါ်နေတဲ့ယုတ်တဏ္ဍသဘာဝတရားတွေကိုဖြစ်တိုင်းမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရခြင်းလို့ဆိုတဲ့တတိတရားကိုစဉ်ဆက်မပြတ်ကြိုးစားပြီးတော့ဖြစ်ပေါ်အောင်အထောက်တာအဲ့ဒါကတတိပဋ္ဌာန်ဘာဝနာပေါ့နော်ကိုယ့်ရဲ့ခန္ဓာမှာကောင်းတာတွေပဲဖြစ်ဖြစ်ဆိုတာတွေပဲဖြစ်ဖြစ်စိတ်တိုင်းကြတာတွေပဲဖြစ်ဖြစ်စိတ်တိုင်းမကြတာတွေပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်နားလည်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်တိုင်းသတိထားပြီးတော့နေတဲ့လုပ်ငန်းစဉ်ဒါကိုတတိပဋ္ဌာန်ဘာဝနာတရားအဲ့ဒီတတိပဋ္ဌာန်ဘာဝနာတရားကိုတော့အဓိကထားပြီးတော့ကြိုးစားကြရမယ်ပေါ့သို့တော့တရားဘာဝနာလို့ကြိုးစားအထောက်တဲ့နေရာမှာအာရခကမ္မထံအဆောင်လျှောက်ကမ္မထံဆိုတာရှိပါတယ်အဲ့ဒီအဆောင်လျှောက်ကမ္မထံကို၄ပါးနော်ဆရာတော်ဘုရားကြီးများညွှန်ကြားတော်မူကြတယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိဘာဝနာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကြီးစွာတော်တွေကိုစိတ်ထဲမှာအဖတ်အမှတ်ရရင်းနဲ့ကိုယ့်ရဲ့စိတ်နှလုံးကိုတော့ငြိမ်အေးစေမယ်အသိဉာဏ်တွေတိုးစေမယ်ကိုယ့်ရဲ့အစ္ဆဒအတွင်းတန်တာမှာကိလေသာတိဟုသောယန္တုမုံအောင်ကာကွယ်မယ်တားဆီးမယ်အပြင်ဘက်မှာလည်းပဲဗိဓာယံတွေဝင်မလာအောင်ကာကွယ်မယ်တားဆီးမယ်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်တရာမှဆွမ်းအားတတိထက်မြက်တဲ့ကုသိုလ်ကောင်းမှုကိုပြုရာရောက်တယ်။ဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုနားလည်ဖို့လိုတယ်သိဖို့လိုတယ်။နားလည်သိအားလျော်စွာသိအားလျော်စွာလည်းပဲစဉ်းစားဆင်ခြင်ဖို့လိုတယ်ပေါ့နော်။နောက်ဦးဇင်းတို့မေတ္တာဘာဝနာမေတ္တာတရားရဲ့စွမ်းရည်တတိတတ္တဝါတွေရဲ့ပေါ်မှာတော့ကောင်းကျိုးချမ်းသာရစေလိုတဲ့အလွန်မွန်မြတ်တဲ့ဒီမေတ္တာစိတ်ကိုကျင့်ဖန်များစွာဖြစ်စေခြင်းအပြင်အစ္ဆဒဗဟိတနှစ်ဌာနမှာနော်ဘေးပရာဝေးကွာစေဖို့ဆိုပြီးတော့မေတ္တာတရားကိုလည်းအားကိုးကြရမယ်ပေါ့နော်နောက်ပြီးတော့အတုပဘာဝနာမိမိခန္ဓာသဘာဝခန္ဓာရဲ့မတင့်တယ်တဲ့သဘာဝတရားများနောက်ဆံမွေးစားခြေဘွားအစုံခြေဘွားအစဆံမအစုံ32ပြုသောကုဋ္ဌာတတို့ဖြင့်တိဆောက်ထားတဲ့ဒီယုတ်ခန္ဓာရဲ့မတင့်တယ်တဲ့သဘာဝကိုမှန်မှန်ကန်ကန်သိမြင်နားလည်ပြီးတော့ဒါကိုစဉ်းစားဆင်ခြင်ခြင်းဟာလည်းပဲအလွန်တရာမှအာကြီးတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်။ဒါကိုလည်းပဲနားလည်ပြီးတော့အတုပဘာဝနာကိုလည်းကြိုးစားကြရမယ်ပေါ့နော်။နောက်ဦးဇင်းတို့မရဏနုတ္တိဘာဝနာဘယ်လိုဘဝတွေကိုပဲရထားနောက်ဆုံးတစ်နေ့အလုံးပျက်စီးသွားကြရမှာကြီးပဲ။တေခြင်းတရားဖြင့်အဆုံးသတ်ရတဲ့ဘဝဟာတကယ်တန်ဖိုးမဲလှတယ်ဆိုတာကိုကောင်းကောင်းနားလည်ဖို့မ
ရဏနုတ္တိဘာဝနာတည်ခြင်းတရားကိုအဖတ်မှအမှတ်ရခြင်းဆိုတဲ့ဒီဘာဝနာတရားလည်းပဲအလွန်တရာမှအကျိုးအာနိသင်ကြီးကျယ်များပြားတယ်ပေါ့ဒါကိုလည်းနားလည်ပြီးတော့ဘယ်ချိန်ဘယ်ကာလလို့အချိန်ကာလတောင်သတ်မှတ်လို့မရတဲ့တေချာပေါက်တွေ့ရကြုံရမယ်ဒီသေးခြင်းတရားကိုလည်းစဉ်းစားဆင်ခြင်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလို့ဦးဇင်းတို့ဗုဒ္ဓနုတ္တိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာမရဏနုတ္တိဘာဝနာစွန့်ရည်တတိအလွန်ကြီးမားကြတဲ့ဒီဘာဝနာတရား၄မျိုးကိုယ့်ရဲ့ဘဝမှာမြင့်မြတ်တဲ့လုပ်ငန်းစဉ်များအနေနဲ့နားလည်ပြီးတော့ကြိုးစားအထောက်မယ်ဆိုလို့ရှိရင်သတိပဋ္ဌာန်ဘာဝနာကိုကြိုးစားတဲ့အခါမှာများစွာအထောက်အကူပြုပြီးတော့နောက်အစသာရရအစဉ်ပြေချောမွေပြီးတော့ရည်ရွယ်ချက်ပန်းနိုင်ကိုကြောကြောမောမောလွယ်လွယ်ကူကူရောက်နိုင်မယ်ပေါ့နော်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့စတင်ပြီးတော့ပြောမှာကဘာလဲဆိုရင်ဗုဒ္ဓနုတ္တိဘာဝနာဗုဒ္ဓနုတ္တိဘာဝနာဆိုတာကတရားဓမ္မတို့ဦးဇင်းတို့အမျက်ဆုံးထားပြီးတော့ကိုးကွယ်တဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအပံပန်စဉ်းစားဆင်ခြင်ပြီးတော့နေတာကိုဒါဗုဒ္ဓနုတ္တိဘာဝနာလို့ခေါ်ပါတယ်ရိုးရိုးလေးဘာမှနားမလည်စရာမရှိဘူးဗုဒ္ဓနုတ္တိဘာဝနာဗုဒ္ဓနော်တည်တော်မူမြင်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအနုတ္တိအပံပန်အမှတ်ရတာဘာဝနာဆိုတာကအဲ့ဒီအမှတ်ရမှုကိုပဲထက်ခါဖြစ်စေတာနော်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအမှတ်ရတဲ့တတိကလေးကိုထက်ခါဖြစ်စေတာအဲ့ဒါကိုဘာခေါ်တော့ဗုဒ္ဓနုတ္တိဘာဝနာအဲ့တော့ဦးဇင်းတို့ဒီနေရာမှာဗုဒ္ဓနုတ္တိဘာဝနာကနောက်တခြားသောဘာဝနာတွေနဲ့မတူတဲ့အချက်ကသူ့ကိုပွားများတတ်ချင်လို့ရှိရင်အနည်းနဲ့အများဆိုသလိုသင်ကြားထားဖို့လိုအပ်တယ်။နောက်ကျန်တာတွေလည်းပဲသင်ယူဖို့လိုတာပါပဲ။သို့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုကပွားများခြင်းနဲ့ဆင်ခြင်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားဟာဘလို့ဂုဏ်တွေဘလို့ကျေးဇူးတွေဘလို့အည်သွေးတွေရှိတယ်ဆိုတာကိုအစကတည်းကနားလည်ထားဖို့လိုတယ်ပေါ့။ဟုတ်တယ်မဟုတ်လား။အဲ့ဒါကမသင်မဲနဲ့မရ။တရားဓမ္မတို့ဦးဇင်းတို့ကိုယ်ပိုင်ဉာဏ်လောက်နဲ့မြတ်စွာဘုရားရဲ့ဂုဏ်အည်သွေးကိုမှန်မှန်ကန်ကန်သိဖို့မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ကျမ်းစာတွေထဲမှာဘယ်လောက်ထိတောင်ပြထားတယ်လို့ဆိုလဲဘုရားတဆူရဲ့ဂုဏ်ကျေးဇူးကိုကျန်တဲ့ဘုရားတဆူကနော်အာယုကပတ်လုံးနော်ဆိုလိုတာကပြိဋိဘံမစမချင်းကျန်တဲ့တရားမဟောဘဲနဲ့အဲ့ဒီဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုပဲပြောနေမယ်ဆိုရင်တော့အဲ့ဒီဘုရားပြိဋိဘံသာစံသွားမယ်ဘုရားတဆူရဲ့ဂုဏ်ကျေးဇူးဟာကုန်သွားမှာမဟုတ်ဘူးလို့အဲ့လိုမျိုးပြောတာရှိတယ်တော့တကယ်တမ်းကတော့အလွန်နဲ့နေတဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးဟိုပြောနေတာကမြတ်စွာဘုရားရဲ့အကြောင်းကိုသိဖို့ဆိုရင်မြတ်စွာဘုရားလိုမျိုးမြတ်စွာဘုရားဖြစ်မှသာလျှင်သိနိုင်လိမ့်မယ်ပေါ့ဟုတ်လားမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုသိဖို့ဆိုရင်ဘုရားဖြစ်မှပဲဘုရားရဲ့အကြောင်းကိုမှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံသိနိုင်လိမ့်မယ်ဒါကလည်းအလွန်သဘာဝကျတယ်လို့ဦးဇင်းထင်ပါတယ်နောက်အိုင်စတိုင်းရဲ့အကြောင်းကိုသိကျင်တယ်ဆိုရင်အိုင်စတိုင်းလိုလူမှသာလဲအိုင်စတိုင်းရဲ့အကြောင်းကိုသိနိုင်လိမ့်မယ်လို့ဒါလွယ်လွယ်ကူကူကောင်းတဲ့ပေါ်တဲ့ဥမာကိုပေးတာ။နောက်သူ့ရဲ့ဉာဏ်ပညာဘယ်လောက်ထက်မြက်တယ်ဆိုတာကျန်တဲ့လူသိဖို့သိပြီးတော့မလွယ်ဘူးပေါ့။သို့တော်လည်းပဲမြတ်စွာဘုရားသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုသူကိုယ်တိုင်ဟောပြခဲ့တာတွေရှိတယ်။ပြီးတော့မြတ်စွာဘုရားတတ်တော်တင်ရှားရှိစဉ်ခါကာလကနော်နေထိုင်ခဲ့ပုံပြောဆိုခဲ့ပုံဟောပြခဲ့ပုံဒါတွေကိုကြည့်ပြီးတော့လည်းပဲမြတ်စွာဘုရားဟာဘလို့အည်သွေးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုအကြံဉာဏ်လေးတော့နားလည်လို့မရနိုင်ဘူးလားရနိုင်တယ်ဒါတွေကိုကိုကသင်ယူဖို့တော့လိုတာပေါ့နော်အခုဦးဇင်းတို့ပြောနေတာကဗုဒ္ဓနုတ္တိဘာဝနာကိုပွားများတဲ့နေရာမှာရှော့ရှော့ရှူရှူဖြစ်ဖို့အတွက်ဒါသင်ယူနေတဲ့အပိုင်းပဲဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားကိုယ်တိုင်ကမြတ်စွာဘုရားမှာဘလို့ဂုဏ်တွေဘလို့ကျေးဇူးတွေဘလို့အည်သွေးတွေရှိပါတယ်ဆိုတာကိုထက်ခါပြောပြထားတဲ့ပါဠိပိုက်ကလေးရှိတယ်အဲ့ဒါကိုလည်းပိဋကပေါင်းတော်ကောင်းတို့ကနောက်ငယ်စဉ်တောင်ကြီးကလေးဘဝတွေကစပြီးတော့နှုတ်တဲ့အာဂုံရထားကြပြီးသားဟိုကိုရနေတဲ့စကလုံးတွေရဲ့အတိပ္ပယ်ကိုနားလည်အောင်မကြိုးစားတာကလည်းတစ်ပိုင်းအလေးအနက်မထားတာကလည်းတစ်ပိုင်းကြောင့်တရားဓမ္မတို့ဦးဇင်းတို့မှာတော့ရပါလှဲကဲနဲ့နားမလဲတဲ့စကလုံးတွေကအများကြီးရှိနေတာဟုတ်လားနော်အဲ့ဒီပါဠိပိုက်ကဘာလဲဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာစရဏတမ္ပန္နောသူကတောလောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးအကျဉ်းချုပ်6မျိုး
ဟုတ်လားအဲ့ဒါတွေကိုစဉ်းစားဆင်ခြင်တတ်ဖို့အတွက်တစ်လုံးချင်းစီရဲ့အဓိပ္ပာယ်ကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ရမယ်ပေါ့ဒါကိုနားလည်အောင်သင်ယူပြီးတော့မိမိကကြိမ်ဖန်များစွာစဉ်းစားဆင်ခြင်မယ်ဆိုရင်တော့ကိုယ့်ရဲ့အတွင်းတန်တာမှာဘုရားရဲ့ဂုဏ်ကိုအမှတ်ရနေခြင်းလို့ဆိုတဲ့တော့အလွန်မွန်မြတ်တဲ့စိတ်သဘောထားလေးဖြစ်နေတယ်ပေါ့အဲ့ဒါလေးကမွန်မြတ်လွန်းလို့အဲ့ဒီစိတ်ကလေးကိန်းနေတဲ့ချိန်မှာအဲ့ဒီပုဂ္ဂိုလ်ရဲ့တော့တန်တာဟာဇေဒီအိမ်လိုဖြစ်တယ်လို့တောင်ဆိုတာကိုတော့ဆိုကြပါစို့ဦးဇင်းတို့ရွှေတကုံဘုရားကြီးကိုရှိခိုးကြတယ်ဘာကိုရည်မှန်းပြီးတော့ရှိခိုးတာတော့နော်ဘုရားလေးစုရဲ့ဓာတ်တော်မွေတော်တွေရှိတယ်အဲ့ဒီထဲမှာဌာပနာထားတာရှိတယ်ဆိုတော့အဲ့ဒါကိုမှန်းပြီးတော့ရှိခိုးကြတာဒီလိုရွှေရောင်တောင်းနေတဲ့လုံလုံချုံချုံကြီးကအဲ့ဒီဓာတ်တော်ကိန်းရာဇီဒီအိမ်မဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားအဲ့ဒီဓာတ်တော်ကိန်းနေတဲ့အတွက်ကြောင့်အဲ့ဒီဇီဒီအိမ်ကြီးကလည်းရှိခိုးတိုက်သွားတယ်ပေါ့အဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေကမြတ်စွာဘုရားရဲ့ဂုဏ်ကိုအမှတ်ရနိုင်မယ်စင်ကျင်နေမယ်ဆိုရင်အဲ့ဒီအမှတ်ရနေတဲ့စင်ကျင်နေတဲ့စိတ်ကလေးကဘုရားဂုဏ်ကိုယုံကြည်သက်ဝင်နေတဲ့သဘောလေးကအလွန်မွန်မြတ်တယ်ပေါ့အဲ့ဒီစိတ်ကလေးကိန်းနေလို့အဲ့ဒီအချိန်မှာအဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်ရဲ့ခန္ဓာဟာဇီဒီအိမ်လိုတောင်ဖြစ်တယ်တဲ့သူများရှိခိုးတိုက်တယ်ပေါ့မြင့်မြတ်တာကိန်းနေလို့သဘောပေါက်ရဲ့လားအေးဒါကြောင့်ဒီဗုဒ္ဓနုတ္တိဘာဝနာကိုအများကြီးစိတ်ဝင်စားဖို့လိုတယ်ဟိုဦးဇင်းတို့အတ္တဖွယ်ရလေးတစ်ခုပြောရင်တာကမဟာနံမင်းသားကြီးကမြတ်စွာဘုရားကိုမေးတာရှိတယ်မြတ်စွာဘုရားတဲ့အရိယာမဉ္ဇဉ်ပူဉ္ဇဉ်ကိုရထားကြတဲ့အရိယာပုဂ္ဂိုလ်တွေဟာဘဝမှာဘယ်လိုနေခြင်းဖြင့်အနေများကြပါသလဲဘုရားလို့မေးတာတခါဓမ္မတို့ဦးဇင်းတို့တွေကတော့ပုထုဇဉ်တွေပေါ့ကိုယ်နဲ့မဆိုင်ဘူးလို့ဆိုမယ်ဆိုရင်လည်းဆိုလို့ရတယ်သို့တော့တစ်ချိန်မှာကိုယ်လည်းပဲအရိယာပုဂ္ဂိုလ်ဖြစ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားတာဖြစ်တဲ့အတွက်ကြောင့်ဆိုင်တယ်လို့ပြောမယ်ဆိုရင်လည်းပြောလို့ရတယ်တနည်းအားဖြင့်အရိယာပုဂ္ဂိုလ်တို့ရဲ့နေနည်းကိုအတူယူမယ်ဆိုတဲ့စိတ်နဲ့ဆိုရင်တော့အများကြီးသက်ဆိုင်သွားတယ်ပေါ့အဲ့လိုပြီးတော့မြတ်စွာဘုရားကအရိယာပုဂ္ဂိုလ်တွေဟာဘဝမှာအောက်မေ့ဆင်ခြင်ခြင်း6မျိုးနဲ့ဘဝမှာနေထိုင်တာများတယ်လို့အဲ့လိုဟောတယ်အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓနုတ္တိမြတ်စွာဘုရားရဲ့ဂုဏ်ကိုအောက်မေ့ဆင်ခြင်ခြင်းဓမ္မနုတ္တိနမလေးပါဖို့လေးပါနိဗ္ဗာန်ပရိယတ္တိလို့ဆိုတဲ့တရားတော်မြတ်ရဲ့ဂုဏ်အရည်သွေးတွေကိုစဉ်းစားဆင်ခြင်ခြင်းသံဃာနုတ္တိသံဃာတော်ရှင်မြတ်တို့ရဲ့ဂုဏ်အရည်သွေးကိုစဉ်းစားဆင်ခြင်ခြင်းသီလနုတ္တိကိုကျင့်သုံးထားတဲ့ဖြူစင်တန်ရှင်းတဲ့သီလကိုအမှန်မှန်ထထစဉ်းစားဆင်ခြင်ပြီးတော့နေခြင်းစာဂနုတ္တိကိုယ့်ရဲ့စွန့်လွတ်နိုင်မှုဘေကန်းစွန့်ကြဲလှူဒန်းထားတဲ့ဒီဒါနကောင်းမှုဒီစာဂဆိုတဲ့စွန့်လွတ်မှုကိုအမှန်မှန်စဉ်းစားဆင်ခြင်ပြီးတော့နေခြင်းနောက်ဒေဝတာနုတ္တိနတ်ပြည်မှာဗြဟ္မပြည်မှာနတ်တွေဗြဟ္မာတွေဖြစ်နေကြတယ်ဆိုတာသူတော်ကောင်းဓာတ်တွေသူတို့မှာရှိလို့တရားသီလစာကပညာဆိုတဲ့မြင့်မြတ်တဲ့သူတော်ကောင်းတရားတွေရှိလို့သူတို့နတ်ဖြစ်ကြတာငါမှလည်းပဲအဲ့လိုနတ်အဖြစ်ကိုပြုတ်တတ်တဲ့ဖြစ်စေတတ်တဲ့သူတော်ကောင်းတရားတွေရှိတယ်လို့နတ်တွေကိုတတ်သိအရာမှထားပြီးတော့ကိုယ့်ရဲ့မွန်မြတ်တဲ့သူတော်ကောင်းဓာတ်တွေကိုစဉ်းစားဆင်ခြင်ပြီးတော့နေခြင်းဒေဝတာနုတ္တိပေါ့နော်နေခြင်းဘယ်နှမျိုးတော့6မျိုးအဲ့ဒီမှာဦးဇင်းစိတ်ဝင်စားတဲ့စကားလုံးလေးနှလုံးပါတယ်အဲ့ဒါကဘာပြောတော့ဆိုတော့အဲ့လိုမျိုးဒီမြင့်မြတ်တဲ့စဉ်းစားဆင်ခြင်ခြင်း6မျိုးနဲ့နေမယ်ဆိုရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာဝိတမဂတာယပဇာယတမပတ်တော်ဝိရတိဝိတမဂတာယပဇာယအလွန်လှုပ်လှုပ်ရှားရှားနဲ့မငြိမ်မသက်ဖြစ်နေကြတဲ့လူတွေရဲ့ကြားထဲမှာတမပတ်တော်အလွန်ငြိမ်သက်ပြီးတော့ဝိရတိနေတယ်လို့ဆိုရမယ်တဲ့မငြိမ်သက်တဲ့လောကကြီးမှာငြိမ်ငြိမ်သက်သက်နေနေတာတဲ့ဆိုလိုတာကဘုရားရဲ့အကြောင်းလေးကိုစဉ်းစားပြီးတော့နေတယ်အဲ့ဒီအခိုက်အတန့်လေးမှာကိုဟာမငြိမ်သက်တဲ့လူတွေကြားထဲမှာငြိမ်သက်နေတယ်ဒါကမျက်နှိုးစရာကောင်းတယ်ပေါ့နော်လှုပ်ရှားနေတဲ့လောကကြီးမှာကိုဟာငြိမ်သက်နေတယ်မြတ်စွာဘုရားရဲ့ဂုဏ်တွေကအလွန်ငြိမ်သက်စေတာကိုဟုတ်လားနောက်တစ်ချက်ပါပြောတော့ဆိုတော့တဗျာပစ္ဆာယပဇာယအဗျာပစ္စောဝိရတိတဗျာပစ္ဆာယပဇာယစိတ်ထဲမှာလိုချင်မမောမှုမကျေနပ်မှုဆိုတဲ့အပူဓာတ်အလောင်တက်တွေရှိနေလို့ဆင်းရဲနေကြတဲ့လူတွေရဲ့ကြားထဲမှာကိုဟာဆင်းရဲကင်းပြီးတော့နေတယ်လို့ဆိုရမယ်တဲ့။ညာသောဖြင့်အဓိကတော့လူသားတွေကိုပဲပြောရမှာပေါ့နော်လူသားတွေဟာဘယ်လိုနေလို့လို့မေးရင်လောဘဒေါသမောဟတွေနဲ့ပဲနေကြတာပေါ့ဟုတ်တယ်မဟုတ်လားနော်ကျေနပ်မှုမကျေနပ်မှုဆိုတာလည်းမြင့်မြတ်တဲ့ကျေနပ်မှုကိုဆိုလိုတာမဟုတ်ဘူးနော်ကိုယ်စိတ်ထဲမှာမျှော်မှန်းရမ်းပြီးတော့နောက်ကိုလိုချင်တဲ့အာယုံကိုတတ်ပြီးတော့ရလာတဲ့အခါကျေနပ်တယ်မရတဲ့အခါမှာမျှော်မှန်းတယ်ဟုတ်လား
ရနိုင်ကြီးတိတ်မရှိဘူးအခက်အခဲရှိတယ်လို့ထင်စိတ်ထဲမှာမကျေနပ်ပြန်မှုပေါ့နော်လောဘဒေါသပါပဲအဲ့ဒီလောဘဒေါသနဲ့ပဲအနေများနေကြတဲ့လူလောကကြီးမှာကိုယ်ဟာလောဘဒေါသကြောင့်ဆင်းရဲမှုမရှိဘဲနဲ့ချမ်းချမ်းသာသာနေနေတယ်လို့ဆိုရမယ်လို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားရဲ့အကြောင်းကိုစဉ်းစားနေလို့ရှိရင်မငြိမ်သက်တဲ့လောကကြီးမှာငြိမ်သက်စွာနေရာရောက်တယ်ဆင်းရဲနေတဲ့လောကကြီးမှာချမ်းသာစွာနေရာရောက်တယ်လို့နားလည်လို့မရဘူးလားဒါကြောင့်မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတ်တဲ့အောင်မလုပ်ဖို့လိုတော့သင်ကြားထားဖို့လိုတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကနော်မြတ်စွာဘုရားပထမဦးဆုံးရှေ့တန်းတင်ပြီးတော့ဟောပြတဲ့ဂုဏ်ကဘာလဲလို့မေးရင်အရဟံဂုဏ်ပဲဟုတ်တယ်မဟုတ်လားနော်ဣတိပိသောဘဂဝါထိုဘုရားရှင်ကိုရောမြတ်ကြီးသည်လို့ဒီလိုအဓိပ္ပာယ်ရတယ်နော်အရဟံဆိုတာဘာပြောတာတော့ကိလေသာခတ်သိငြိမ်းတော်မူတာဒီနေ့မှာအရဟံဂုဏ်တစ်လုံးလေးကိုပဲဦးဇင်းတို့နော်ကြည်တော်ရှင်စတော်ဘုရားကြီးများနော်အထက်ကရာဆရာကြီးများအဓိပ္ပာယ်အများကြီးဖွင့်ပြီးတော့ပြတာရှိတယ်အဲ့ဒါဦးဇင်းတို့မင်းကွန်းစတော်ဘုရားကြီးရဲ့နော်ကျေးဇူးရှင်ဖြစ်တဲ့မိခင်ကြီးလည်းဖြစ်တဲ့နော်ဓမ္မမိခင်ကြီးဖြစ်တဲ့နော်သီလရှင်ဆရာကြီးရေးတာလေးရှိတယ်အဲ့ဒါတော်တော်ကောင်းတယ်။ဘာပြောတာတော့ဆိုတော့အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှ1500သောကိလေသာရန်သူတို့ကိုအကျွင့်မဲ့ပေတတ်ဝါဒနာအငွေ့တဲ့တကွာထို1500သောကိလေသာတို့မှဝေးကွာစိတ်ကိုယ်ရ၌ပဲမကောင်းမှုကိုမပြုဖြစ်မှုခြင်းဖန်အတန်တန်လက်သောတန်တရားစိတ်ဤအထောက်ကတို့ကိုဖျက်ဆီးကြီးကဲလွန်မြတ်ဂုံတကကြောင့်လူနတ်ပြမတတ္တဝအလုံးတို့ပူဇော်ထူးကိုခံယူတော်မူခြင်းကထိုက်တန်တော်မူပါပေသောအရဟံဂုံရှင်၅မျိုးသူအဓိပ္ပာယ်ပြတယ်ဒါစာပေနဲ့အညီပါပဲဟုတ်လားတလုံးချင်းလေးကိုနားလည်ဖို့လိုတယ်အဲ့ဒါလေးကိုကိုကစဉ်းစားကြည့်ဆင်ခြင်နေဆိုရင်အဲ့ဒီစာပိုက်လေးကိုရအောင်ချက်ဖို့ဒီအရင်နှီးလေးတော့စိုက်မှရမှာနော်ရအောင်ချက်မထားလို့ကတော့အမှားစခုရှိရနော်အာဂုံရမှာအာဃလို့နော်ဒီပြင်နေရာမှာတော့မပြောတတ်ဘူးဖခင်ရဲ့ဂုဏ်တော်တွေကိုရအောင်ကြက်ထားရင်တော့အာဃလူဖြစ်နိုင်တယ်ဟုတ်လားနောက်ရှင်မေ့သွားမှာလေစိတ်ထဲမှာပြောတော့နားလေတယ်လို့ဖြစ်မယ်နော်ဒီစာလေးစီထားတာကိုကိုကရမယ်ဆိုလို့ရှိရင်ဒါကိုပြန်ဆိုလိုက်တာနဲ့ဒီအိဗယ်ကနားလေပြီးသားသဘောပေါက်ပြီးသားဒါမျိုးတွေကအာဂုံရဖို့လိုအပ်တယ်ဟုတ်ရဲ့လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှာ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင့်မဲ့ပေတတ်ဘလောက်အ내အဓိပ္ပာယ်လေးနဲ့လဲရှင်းပြနေတရားအရှိကြီးနောက်ထပ်ပြောစရာတွေအများကြီးရှိသေးတယ်ဟုတ်လားအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုံမှာ1500သောကိလေသာရန်သူတို့ကိုကိလေသာရန်သူကိုဘယ်လိုအဓိပ္ပာယ်ဖွင့်လာတာအပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းတဲ့အဲ့ဒါဖြစ်ခြင်းရဲ့အကြောင်းများကြီးပြောနေရင်ရှေ့မှာဆိုလို့အတူချုပ်ပြီးတော့သူကပြောလိုက်တာအလွန်ဉာဏ်ကြီးပါတယ်အဲ့ဒီသီလရှင်ဆရာကြီးကနော်အပေဝဆင်းရဲတန်တရားဝဆင်းရဲဤအကြောင်းမကောင်းရုပ်မှာ1500သောကိလေသာရန်သူတို့ကိုအရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင့်မဲ့ပေတတ်ကိလေသာကိုရန်သူနဲ့တင်စားတယ်အရဟတမေဉာဏ်ကိုတန်လျက်နဲ့တင်စားတယ်အရဟတမေဉာဏ်တန်လျက်ဖြင့်အကျွင့်မဲ့ပေတတ်ဝါဒနာအငွေ့ဓာတ်နဲ့တကွာထို1500သောကိလေသာတို့မှဝေးกว่าဟောဒါကအဓိပ္ပာယ်တစ်မျိုးဖြစ်သွားပြီကိလေသာကိုတတ်တဲ့နေရာမှာဝါဒနာတော့မကြံဘူးလို့ပြောတာဟုတ်လားဝါဒနာအငွေ့တက်တဲ့ကွာထို1500သောကိလေသာတို့မှဝေးกว่าစိတ်ကိုယ်ရ၌ပဲမကောင်းမှုကိုမပြုတယ်ဟောဒါလည်းအလွန်ရေးပါတယ်လို့ထင်တယ်အများစုကမကောင်းမှုကိုလူရှိသူရှိပဲရှောင်ကြတာများတယ်ဟုတ်တယ်မဟုတ်လားလူကိုယ်ရဆိုလို့ရှိရင်သိပ်ပြီးတော့ထက်မတွယ်ဘူးပေါ့နော်ဒီစိတ်ကမြတ်စွာဘုရားရဲ့နော်ဟိုကာယကံမှုဝစီကံမှုမနောကံမှုကလူရှိနဲ့ကိုယ်ရမှာကွက်ပြားခြားနားမှုမရှိဘူးဒီတိုင်းကြီးပဲတမင်ဆောင်စည်းနေရတယ်လို့လည်းမရှိပါဘူးဟုတ်လားဒါကိုဘာပြောတော့နော်စိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်အထောက်အကန့်တို့ကိုဖြစ်စေတယ်ဒါကပရိစ္ဆေသမုပ္ပါနဲ့နော်ဆက်ပြီးတော့ပြောရင်အလွန်ကောင်းမယ်ပေါ့သို့တော့အချိန်မရပါဘူးဟုတ်လားစိတ်ကိုယ်ရ၌ပင်မကောင်းမှုကိုမပြုဖြစ်မှုချိန်ပန်အတန်တန်လက်တဲ့သောတန်တရားစိတ်အထောက်အကန့်တို့ကိုဖြစ်စေကြီးကဲလွန်မြတ်ဂုံတကတ်ကြောင့်လူနတ်ပြမတတ္တဝအလုံးတို့၏ပူဇော်ထူးကိုခံတော်မူခြင်းကထိုက်တန်တော်မူသောနော်သီလသမารိပညာဝမုဒိမုဒိညာဏတသနာဂုံကျေးဇူးအရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမှီတဲ့နတ်မှီတဲ့ပြမမရှိဘူးတဲ့ဒါကြောင့်အမျိုးမျိုးသောတတ္တဝါတို့ရဲ့ပူဇော်တာကိုခံယူထိုက်တယ်ဒါကြောင့်လည်းအရဟံဂုံလို့ခေါ်တယ်လို့အရဟံဂုံရဲ့အဓိပ္ပာယ်ကိုဘယ်နှမျိုးပြောတော့5မျိုးအဲ့တော့ဦးဇင်းတို့ဂုံတော်9ပါးတဲ့ကနော်အရဟံဂုံနဲ့တမ္မာသမ္ဗုဒ္ဓဂုံကိုကျွမ်းကျင်ကြည်ပြတ်ပြတ်နားလည်မယ်ဆိုရင်ကိုတော်တော်ကောင်းတယ်ဟုတ်လားအဲ့တော့တမ္မာသမ္ဗုဒ္ဓဂုံကဆိုဘာပြောတာတော့သစ္စာညေယဓမ္မအပုံအလုံးစုံကိုအကုန်မကြံမြ
မျက်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူပါပေသောတမ္မာသမ္ဗုဒ္ဓဂုဏ်ရှင်ဟုတ်လားသစ္စာညီရဓမ္မအပုံအလုံးစုံကိုအကုန်မကြံမျက်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းအလင်းထင်ပေါ်သိမြင်တော်မူသောဒါလည်းကြက်ထားဖို့လိုတယ်နော်ရကျင်တယ်ဆိုရင်တော့ကြက်ထားဖို့လိုတယ်ဟုတ်လားသစ္စာညီရတယ်သစ္စာ၄ပါးရယ်ညီရဆိုတာညီရန်တရား၅ပါးကိုပြောတာညီရန်တရား၅ပါးကိုပေတတို့မှတ်သားဖို့မှာပါမြာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟုနော်ညီရန်တရား၅ပါးဆိုတာသင်္ခါရတရားဝိကာရတရားလက္ခဏာတရားနော်နိဗ္ဗာန်တရားပညာတရားဒါဒီလိုပြောတော့ပေတတို့ရဲ့စိတ်ထဲမှာနားလည်မှုကသိပြီးတော့မလွယ်သေးဘူးအများကြီးရှင်းပြမှရအဲ့ဒါဦးဇင်းတို့တောင်မျိုးစတော်ဘုရားကြီးရှင်းပြတာရှိတယ်လောကကြီးမှာတကယ်ရှိတဲ့တရားတွေကဘာတွေလဲဆိုရင်စိတ်ရယ်စေတသိက်ရယ်ရုပ်ရယ်နိဗ္ဗာန်ရယ်ပရမတ္ထတရား၄ပါးရှိတယ်နော်နောက်ထပ်ပညာဆိုတာရှိသေးတယ်ဟောပညာကဘယ်သူပဲဘယ်ဝါပဲဘာပဲညာပဲဘလို့ပုံသဏ္ဍာန်ပဲဘာခေါ်တဲ့အနမဲတွေတကယ်မရှိဘဲနဲ့ဟောမသုံးမဖြစ်သုံးနေရတဲ့မပြောမဖြစ်ပြောနေရတဲ့ပညာတရားတွေကမရှိဘူးလားနော်တကယ်ထင်ရှားရှိတာကစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပြီးတော့ပညာဟောပညာကတော့တကယ်ထင်ရှားမရှိဘူးသို့တော့သူလည်းပဲသုံးနေရတယ်ပေါ့ဟုတ်လားအဲ့တော့ဒီ၅မျိုးကိုပဲဒါညီရန်တရား၅ပါးလို့ခေါ်တယ်လို့အကြံဉာဏ်မှတ်လို့ရတယ်စိတ်စေတသိက်ရုပ်နိဗ္ဗာန်ပညာဟုတ်လားဒါပေမဲ့ညီရန်တရား၅ပါးကိုပြောတဲ့နေရာမှာတော့ဟောဟာတာတစ်မျိုးနဲ့ပြောတယ်မြာသင်္ခါရဝိကာရနဲ့လက္ခဏာပညာနိဗ္ဗာန်တဟု၅ရသိရညီရန်တရားဟုတ်လားဒီမှာသင်္ခါရဆိုတာစိတ်ရယ်စေတသိက်ရယ်အနိဗ္ဗာန်ယုတ်18ပါးရယ်ဒါကိုသူကသင်္ခါရတရားလို့ခေါ်တာနိဗ္ဗာန်ယုတ်10ပါးကသူကဘာတုံးဆိုတော့ဝိကာရနဲ့လက္ခဏာလို့သူဒီလိုနားလဲရမယ်နော်ဝိကာရယုတ်ဆိုတာရှိတယ်လက္ခဏာယုတ်ဆိုတာရှိတယ်နိဗ္ဗာန်ပညာကတော့စောသွားတယ်ပါသွားတယ်ပေါ့နော်အဲ့တော့ညီရန်တရား၅ပါးဆိုတာဘာလဲလို့မေးရင်စိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာလို့ဒီလိုကိုယ်သဘောလေးနဲ့ကိုနားလဲထားဖို့မလိုဘူးလားလိုတယ်အဲ့တော့သိစရာရှိတာတွေကိုအကုန်သိတယ်ဆိုတော့လောကမှာသိစရာဒီ၅မျိုးကလွယ်လို့ဘာမှမရှိဘူးစိတ်စေတသိက်ယုတ်နိဗ္ဗာန်ပညာအဲ့ဒါကိုမြတ်စွာဘုရားဆရာမကိုတရားမှုဉာဏ်နဲ့ကိုတော်တိုင်ထွန်းဖောက်ပြီးတော့မှန်မှန်ကန်ကန်သိတော်မူမြင်တော်မူတယ်ဒါကိုဘာခေါ်တော့တမ္မာသမ္ဗုဒ္ဓဂုဏ်လို့ဒီလိုပြောတာပြီးတော့ဦးဇင်းတို့တမ္မာသမ္ဗုဒ္ဓဂုဏ်နဲ့ပတ်သက်ပြီးတော့ကြည်ကြပြည့်ပြည့်တော့အများကြီးနားလည်စရာတွေရှိတယ်အဲ့ဒါလေးကိုနောက်ပိုင်းမှာဦးဇင်းဆက်ပြောမယ်ခုဒီ9ပါးလေးကိုနည်းနည်းလိပ်ပတ်လေအောင်နားလည်စေခြင်းသေးတယ်အလုံးတော့နားလည်ပြီးသားဖြစ်မှာပါလေဟုတ်လားတမ္မာသမ္ဗုဒ္ဓဂုဏ်ပြီးတော့ပါလာတော့ဝိဇ္ဇာစရဏတမ္ပန္နောနော်ဝိဇ္ဇာဆိုတာအတိဓာတ်စရဏဆိုတာအကျင့်ဓာတ်ဟုတ်လားအတိရဲ့အကျင့်ရဲ့နဲ့ပြည့်စုံတော်မူတာတမ္ပန္နဆိုတာပြည့်စုံတော်မူတာဒီနေ့မှာဝိဇ္ဇာဆိုတဲ့အတိကဘလို့အတိမျိုးတော့နော်၃ပါးဝိဇ္ဇာပုဒိအာနဲ့နော်ဝိမစေဣတိဆိုတာဒါလေးတွေအချင်းချုပ်လေးတွေနားလည်ဖို့လိုတယ်ဟုတ်လားပုဒိအာနဲ့ပြည့်စုံရပါလို့ဤလို့တချို့ဆူတောင်းလေးတွေတူတူတုတ်တုတ်တွေ့ဘူးမယ်နော်ပုဆိုတာပုပ္ပေနိဝါဒနုဒတိအဘိညာဉ်နောက်ဖြစ်ခဲ့တဲ့ဘဝအစဉ်တွေကိုပြန်ပြီးတော့သိနိုင်တာမြင်နိုင်တာဒီဉာဏ်ကိုပုပ္ပေနိဝါဒနုဒတိဉာဏ်ပေါ့နော်ဒီဆိုတာဘာတော့ဒိဗ္ဗစက္ခုနော်ဘုံကွယ်ထားတဲ့အရာနော်ပရိသေနော်သုတိနေတဲ့ပုဂ္ဂိုလ်ပရိသေနေနေဒါတွေကိုပါသိနိုင်တယ်မြင်နိုင်တယ်အလွန်နူးညံ့သိမ်မွေ့ဆိုတာနဲ့ထွန်းဖောက်ပြီးတော့မြင်နိုင်တဲ့ဉာဏ်ဒိဗ္ဗစက္ခုဉာဏ်နတ်တို့ရဲ့မျက်စိကဲ့သို့သိနိုင်မြင်နိုင်တဲ့ဉာဏ်ပေါ့အကျမ်းမြတ်ပြီးတော့အာတောအခယဉာဏ်ဆိုတာကနော်အာတောတရားကုန်ခန်းတဲ့အရတ္တမေဉာဏ်ကိုပြောတာနော်ပုဒိအာအဲ့ဒါကိုဝိဇ္ဇာ၈ပါးဆိုပြီးတော့ပြောတဲ့နေရာမှာနောက်ထပ်၅မျိုးထပ်ထည့်ရမယ်အဲ့ဒီ၅မျိုးကဘာတုံးဆိုတော့ဝိမစေဣတိတဲ့ဒါမာစီတော်ဘုရားကြီးကအတူတူလေးစီပေးတာဝိဆိုတာဝိပဿနာဉာဏ်ကိုပြောတာယုံနံကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးတင်ပြီးတော့သိနိုင်တဲ့မြင်နိုင်တဲ့ဉာဏ်ဝိပဿနာဉာဏ်နော်မဆိုတာကမနောမယိတ္တိဉာဏ်ကိုပြောတာနော်စိတ်နဲ့ပြီးတဲ့နောက်ထပ်ခန္ဓာတစ်ခုနောက်ထပ်ခန္ဓာတွေဖန်ဆင်းနိုင်ပုံစံတူဖန်ဆင်းနိုင်မနောမယိတ္တိဉာဏ်ဆိုတာဟုတ်လားဝိမစေဆိုတာစေတောပရိယဉာဏ်သူတော်ရဲ့စိတ်အကြံစီတွေကိုသိနိုင်တာဟုတ်လားပြီးတော့ဗါတော့ဣဆိုတာကဣတိဝိဒဉာဏ်အမျိုးမျိုးသောတကုဖန်တင်မှုတွေအမြည်ကြီးတဲ့ရှိုးသွားနိုင်တာမျိုးမိုးပေါ်ပြန်နိုင်တာမျိုးဟုတ်လားဒါမျိုးအမျိုးမျိုးဖန်ဆင်းနိုင်တာကိုဣတိဝိဒဉာဏ်လို့ခေါ်တာဟုတ်လားပြီးတော့ဗါတော့ဒီဆိုတာကဒိဗ္ဗသောတနော်နတ်တို့ရဲ့နားကဲ့သို့အလွန်ဝေးကွာတဲ့နေရာကပြောတဲ့နော်ချားထားတဲ့နေရာကပြောတဲ့အတန်ကိုကြားနိုင်တာဟုတ်လားအဲ့ဒါကိုဘာခေါ်တော့ဝိဇ္ဇာ၈ပါးနော်ပုဒိအာရဲ့ဝိမစေဣတိရဲ့
ပေါင်းလိုက်လို့ရှိရင်ဝိဇ္ဇာဉာဏ်၈ပါးနောက်တစ်ပါးရှိသေးတယ်စရဏတရား15ပါးတဲ့နားလည်ဖို့လိုတယ်ဒါနားလည်မှတလုံးချင်းအော်မြတ်စွာဘုရားမှာဒီအည်သွေးရှိတယ်လို့ကိုယ်ကစဉ်းစားသင်ခြင်းလို့ရမှာနော်ဟုတ်လားအဲ့တော့စရဏတရား15ပါးဆိုတာဘာလဲနော်စရဏတရား15ပါးဆိုတာကနော်သူတော်ကောင်းတရား9ပါးရယ်ဇန်4ပါးရယ်နောက်တော့ဦးဇင်းတို့တီအိမ်ဘောဇာဆိုတော့ရှိသေးတယ်အချင်းချုပ်ကလေးတွေကိုပဲဦးဇင်းကအခုပြောတာပါဟုတ်လားသူတော်ကောင်းတရား9ပါးဆိုတာကနော်တတ္တာတတိဟိရိဩတ္တပဝရိယသုတ္တပညာဟိုသူတော်ကောင်းဥစ္စာ9ပါးနဲ့နည်းနည်းလေးကွယ်လွဲတယ်သူတော်ကောင်းဥစ္စာ9ပါးဆိုတာကတတ္တာသီလဟိရိဩတ္တပသုတ္တစာကပညာဒီနေ့မှာဘာပြောင်းလဲသွားလဲဆိုတော့နော်တတိနဲ့ဝရိယနဲ့ကနော်သူတော်ကောင်းတရား9ပါးထဲမှာပါတယ်ဟုတ်လားသူတော်ဥစ္စာ9ဖြာဆိုတာတဲ့ကြတော့သီလရယ်စာကရယ်အဲ့ဒီတတိနဲ့ဝရိယနေရာမှာအစားထိုးလိုက်တာအဲ့ဒီနှစ်ခုအလဲလဲကျန်တဲ့5ပါးကတူတယ်ဟုတ်လားအခုစရဏတရား15ပါးဆိုတာကတတ္တာတတိဟိရိဩတ္တပသုတ္တဝရိယသုတ္တပညာတော်ဒီလိုသွားတာဟုတ်လားဒါကိုစမုတ်လေးတွေလည်းစီးထားတာရှိပါတယ်နောက်တတ္တာတတိဟိရိဩတ္တဝရိယနဲ့သုတ္တပညာ9ဖြာတတ္တမဟုမှတ်ဟုတ်လားတောင်မိုးစတော်ဘုရားကြီးရေးတာဟုတ်လားတတ္တာဆိုတာတလုံးချင်းကိုပြောနေတရားရှိမှာဆိုလို့ဟုတ်လားယတနာ3ပါးရဲ့ဂုဏ်ကျေးဇူးနဲ့ကံကံရဲ့ကျိုးကိုယုံကြည်တာတတ္တတရားနောက်တတိဆိုတာကိုယ်ခန္ဓာမှာဘာဖြစ်နေတယ်လဲဆိုတာအမှန်ကန်အောက်မေ့နေတဲ့သဘောတရားဟုတ်လားဟိရိဩတ္တပဆိုတာမကောင်းမှုပြုရပြောရတွေးရမှာကိုရှက်တဲ့သဘောကြောက်တဲ့သဘောနောက်ဝရိယဆိုတာကအကုသိုလ်မဖြစ်အောင်ကုသိုလ်ဖြစ်အောင်ကြိုးစားအထုတ်တဲ့သဘောနောက်သုတ္တဆိုတာဘုရားဟောဒေသနာတွေကိုအများကြီးသိထားမြင်ထားတဲ့သဘောပညာဆိုတာကိုယ်ခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်နားလည်တဲ့သဘောလို့အကျဉ်းမြင့်အလောက်တော့နားလည်ရမယ်အဲ့ဒီသူတော်ကောင်းတရား9ပါးမြတ်စွာဘုရားတန်တမှာရှိတယ်ဒါစရဏတရား15ပါးတဲကအစိပ်ပိုင်းလေးတစ်ခုနောက်ထပ်ဦးဇင်းတို့ဇန်4ပါးပထမဇန်ဒုတိယဇန်တတိယဇန်သရုဒ္ဓဇန်ပေါင်းလိုက်ရင်7ပါးရှိပြီနော်နောက်ထပ်4ပါးကျန်တာကဘာလဲဆိုတော့တီအိမ်ဘောဇာတီဆိုတာတီလနော်ဆိုင်ရာတီလတွေမြတ်စွာဘုရားမှာပြည့်စုံတယ်နော်တီပြီးတော့ဘာလို့အိမ်ဆိုတာအိန္ဒြိယတံဝရမျက်စိနာနာလျှာကိုယ်စိတ်ကိုလုံးဝစောင့်စည်းနိုင်တာမြင်ချင်းကြားချင်းကြောင့်ဒီအာယုံ6ပါးနဲ့တွေ့ကြုံခြင်းကြောင့်ရာဂဒေါသမဖြစ်အောင်စောင့်စည်းနိုင်တဲ့သဘောအိန္ဒြိယတံဝရဟုတ်လားဘောဆိုတာကဘောဇနမတ္တင်ညုတနော်အစားအသောက်မှာအတိုင်းရှည်ကိုသိတာဒါငါနဲ့တင်တယ်မတင်ဘူးငါဘလောက်စားတင်တယ်မစားတင်ဘူးဒါနားလေဖို့တိတ်မလွယ်ဘူးလိုက်နာဖို့တောင်မပြောနဲ့နားလေဖို့တောင်တိတ်မလွယ်ဟုတ်လားဘယ်အစာအာဟာရကိုနဲ့တင်တယ်မတင်ဘူးဆိုတာဒါကဓမ္မတို့ဦးရှင်တို့ကောင်းကောင်းမသိကြဘူးမသိလို့တခါလေးစားတော့ပြီးဒုက္ခတွေရောက်ဟုတ်လားဘလောက်စားတင်တယ်ဆိုတာလည်းတိတ်မသိဘူးကြိုက်ရင်ကြိုက်တယ်လို့ကောင်းရင်ကောင်းတယ်လို့အများကြီးစားပြလိုက်တာတွေမရှိဘူးလားရှိတယ်အဲ့ဒါဘောဇနမတ္တညုတာမြတ်စွာဘုရားအစားတော့မှအတိုင်းရှိကိုသိတော်မူတယ်ပြီးတော့ဘာတော့ဇာဆိုတာဇာဂရိယာနုယောဂအိတ်အနေနေတာကိုပြောတာနော်အိတ်အနေအလွန်နေတာကိုဇာဂရိယာနုယောဂထကြွနှိုးကြမှုရှိတယ်ဟိုတာမန်အဖြစ်တရားအထုတ်တဲ့ပုဂ္ဂိုလ်တွေက4နာရီလောက်ပဲအိတ်တင်တယ်လို့ဆိုတယ်နော်အဲ့ဒါလိုမျိုးထကြွမှုလုံလဝရိယထက်တဏ္ဍာကိုဒါပါခေါ်တော့ဇာဂရိယနုယောဂနှုတ်ကြားတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့စရဏတရားဘယ်နှပါဖြစ်သွားတော့15ပါးအဲ့ဒီဝိဇ္ဇာစရဏနဲ့ပြည့်စုံတော်မူတဲ့အတွက်ကြောင့်မြတ်စွာဘုရားဒီဝိဇ္ဇာစရဏတမ္မာနာဆိုတဲ့ဂုဏ်ကိုရတော်မူတယ်ပေါ့ဝိဇ္ဇာစရဏတမ္မာနာပြီးတော့ဘာတော့သုကတောတဲ့သုကတဆိုတာတတ္တဝါတို့အားအကျိုးများကြောင်းဟုတ်မှန်သောတရားစကားကောင်းကိုသာပြောကြားတော်မူသောမြတ်စွာဘုရားသုကတဆိုကောင်းသောစကားရှိတယ်သုကတရဲ့အဓိပ္ပာယ်ကလည်းအများကြီးပဲရှေးဘုရားတို့ဤသူကောင်းစွာကြွလာတော်မူခြင်းရှိတော်မူသောတဲ့ဒါလည်းသုကတရဲ့အဓိပ္ပာယ်ပဲမဲခင်ရှစ်ဖြာတင့်တယ်သောအမူအရာဖြင့်နိဗ္ဗာန်သို့ကြွတော်မူသောတဲ့ဒါကတော့မဟာရှိသောဘုရားကြီးရဲ့အ내အဓိပ္ပာယ်လေးနော်မဲခင်ရှစ်ပါအကျင့်မြတ်နဲ့အမြဲတမ်းကောင်းကောင်းသွားနေတယ်ဘဝမှာအကောင်းဆုံးနည်းနဲ့သွားနေတယ်ဒါလူသားမနေနားလေအောင်ပြောကြည့်တာနော်ဘယ်လိုသွားရတော့ကောင်းကောင်းသွားတယ်ဆိုတာဘာနဲ့သွားတာတော့မဲခင်ရှစ်ပါးနဲ့သွားတာဟုတ်လားဒါသုကတရဲ့အဓိပ္ပာယ်အဲ့ဒီခုံနဲ့မြတ်စွာဘုရားမှာပြည့်စုံတယ်တော့ကိုယ်ကကောင်းမြတ်တာတွေကိုစဉ်းစားရင်ကိုယ်စိတ်ထဲမှာလည်းကောင်းမြတ်တာတွေပဲဖြစ်ပြီးတော့အာကြတာတွေဖြစ်ချင်တာတွေဒါတွေပဲပါလာတဲ့အတွက်ကြောင့်ဗုဒ္ဓနုတ္တိရဲ့စွန့်ရည်တတ္တိကလည်းပြောရင်အလွန်ကြီးတယ်ပေါ့ဟုတ်လားသုကတပြီးတော့ပါလာတော့လောကဝိတုတတ္တောကာတသင်္ခါရဘူးလောကအပြင်ဘုံတစ်ခွင်ကိုကုံစင်ကပင်မကြံကျွင်းအောင်သိမြင်တော်မူသောမြတ်စွာဘုရား
တတ္တလောကသင်္ခါရလောကဩကာသလောကဒါကိုတတ္တောကာတသင်္ခါရနဲ့လောကသုံးဖြာနော်တတ္တလောကတတ္တဝါတွေရဲ့အစုနော်သင်္ခါရလောကတကယ်ရှိတာတော့သင်္ခါရတရားပဲရှိတာပါနော်တတ္တဝါအနေထားနဲ့ပြောတော့တတ္တလောကပေါ့နော်နေထိုင်ရအနေထားအနေနဲ့ဌာနအနေနဲ့ပြောတော့ဩကာသလောကပေါ့အလုံးနားလေပါလေဟုတ်လားလောကဝိတုလောကကြီးကိုတည်တော်မူတယ်နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူခဲ့ဘူးတယ်မြတ်စွာဘုရားကသူ့ကိုသုလန္တိကာနော်သုတ်တန်တစ်ခုဟောတော့နော်ရှင်အနန္ဒာကအလွန်ဂုဏ်ယူတယ်ဘာဟောတာလို့ဆိုတော့ဒီစัจ java လာရဲ့အကြောင်းကိုမြတ်စွာဘုရားဟောတာနော်စัจ java လာအနန္တရှိတယ်နော်ဘလို့စัจ java လာကိုဘလို့ခေါ်တယ်ဆိုတာအသေးစိတ်မြတ်စွာဘုရားဟောတာဟောတော့ရှင်အနန္ဒာကမြတ်စွာဘုရားရဲ့တပည့်တော်ကဖြစ်ရတာအလွန်ကျင့်တတ်စရာကောင်းတယ်ဆိုတာကိုသူကျင့်တယ်လွန်းလို့ထလျှောက်တာအဲ့ဒီမှာအနားမှာရှိတဲ့ရှင်ဥဒ္ဒါကြီးကဘလို့စိတ်ပေါက်လည်းမသိပါဘူးမြတ်စွာဘုရားသူ့အတူအဲ့လိုသိတာကိုတင်ကဘာကိစ္စနဲ့ဝမ်းသာနေရတာတော့လို့ထမေးတာအဲ့ဒီမှာမြတ်စွာဘုရားဥဒ္ဒါကြီးကိုပြောတာဥဒ္ဒါကြီးမင်းအဲ့လိုမပြောနဲ့အာနန္ဒာကအခုငါ့ကိုအဲ့ဒီဟာဟောလို့ကြည်ညိုတဲ့စိတ်နဲ့တကယ်လို့သိမယ်ဆိုရင်တကယ်လို့နောက်ဘဝတွေထပ်ပြီးတော့အာနန္ဒာဖြစ်ရအောင်မယ်ဆိုရင်အဲ့ဒီကြည်ညိုတဲ့စိတ်နဲ့စัจ java မင်းမောင်ဘလောက်တရားမင်းမောင်ဘလောက်အကျိုးကျေးဇူးအများကြီးရနိုင်တယ်လို့ဟောတာဒါပေမဲ့ရှင်အာနန္ဒာဟာနောက်ထပ်ဘဝတစ်ဖန်ဖြစ်เสียအကြောင်းမရှိတော့ဘူးလို့အဲ့လိုလည်းမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ပြောနေတာကလောကဝိတုလောကကြီးရဲ့အကြောင်းကိုသိတော်မူမြင်တော်မူတယ်ဆိုတာအကုန်အစင်မြတ်စွာဘုရားသိတာဆိုကြောင့်တစ်ပင်တစ်ပင်ကြီးလိုက်တယ်နော်ဘာဓာတ်တွေလွန်ကဲနေလို့အရွက်ကဘလို့ဖြစ်နေတာအပွင့်ကဘလို့အယောင်ဖြစ်နေတာဘယ်ချိန်မှသိတာဘလို့ဓာတ်အလုံးကိုသိတော်မူတယ်အောင်ဒါကိုလောကဝိတုဂုဏ်တော်ထဲမှာထည့်သွင်းပြီးတော့နားလည်ဖို့လိုတယ်ဒါကြောင့်ဗုဒ္ဓနုတ္တိကိုပွားများခြင်းဘုရားရဲ့အကြောင်းကိုများများသိတဲ့ဘုသူတ္တတော့အရင်ရှာမိဖို့လိုလိမ့်မယ်ပေါ့ဒါကိုပဲဦးဇင်းတို့အခုစွမ်းနိုင်တယ်လို့ပြောတာပါနော်လောကဝိတုပြီးတော့ဘာလာတော့အနုတ္တရောပုရိသဓမ္မတာရတိတတ္တဝါတွေကိုယဉ်ကျေးအောင်ဆုံးမတဲ့နေရာမှာအတုမရှိအမျက်ဆုံးဖြစ်တော်မူတယ်လို့ဒီလိုအိဗယ်ရတယ်နော်သူတော်ဘာကိုကောင်းသွားအောင်လုပ်ပေးတဲ့နေရာမှာမြတ်စွာဘုရားကိုမှီတဲ့လူမရှိဘူးအတိပ္ပယ်ကိုအဲ့လိုလေးရိုးလေးနားလည်ရမှာနော်တတ္တဝါတွေကောင်းသွားအောင်ချမ်းသာသွားအောင်ဆုံးမတဲ့နေရာမှာနော်အနုနည်းအကျဉ်းနည်းအနုအကျဉ်းရောတဲ့နည်းမျိုးစုံနဲ့မြတ်စွာဘုရားဆုံးမတော်မူနိုင်တယ်ချမ်းသာအောင်လုပ်ပေးတော်မူနိုင်တယ်သဘောပေါက်ရဲ့လားတောက်ပါခေါ်တော့အနုတ္တရောပုရိသဓမ္မတာရတိနော်ပုရိသဓမ္မတာရတိနော်ကြမ်းထမ်းတဲ့တတ္တဝါတွေကိုဆုံးမတဲ့နေရာမှာအနုတ္တရောအနုတ္တရအတုမရှိအမျက်ဆုံးဖြစ်တော်မူတယ်ဘလို့တလုံးချင်းစီရဲ့အဓိပ္ပာယ်လည်းနားလည်ရမယ်ဟုတ်လားပြီးတော့ဗာပြောတော့တတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနံဒေဝမနုဿာနံနတ်လူနော်တတ္ထာဆိုတာဆရာလို့လည်းအဓိပ္ပာယ်ရတယ်ရှေ့သွားခေါင်းဆောင်လို့လည်းအဓိပ္ပာယ်ရတယ်နော်တတ္တဝါအားလုံးတို့ရဲ့နော်ဒိဋ္ဌံလောကအပေပုံလောကကိုထည့်မပြောပါဘူးဟုတ်လားနော်ဟာအဲ့ဒါတွေကသိပ်ပြီးတော့လည်းပဲနော်မြတ်စွာဘုရားပွင့်ခြင်းကြောင့်နော်ကြီးမားအကျိုးကျေးဇူးခံစားရတာလည်းသိပ်မရှိဘူးသူတို့အပေပုံရောက်နေတာဟုတ်လားဒါကြောင့်ပြမကိုတော့နှက်ထဲမှာထည့်တာပေါ့နော်တတ္ထာဒေဝဆိုရင်နော်မြတ်စွာဘုရားရဲ့အစိုးအမကိုသိနိုင်မြင်နိုင်တဲ့တတ္တဝါတွေကိုပဲအဓိကထားပြီးတော့ပြောတာဒါဆိုလိုတာကတတ္တဝါအားလုံးတို့ရဲ့ရှေ့သွားခေါင်းဆောင်ဆရာတဆူဖြစ်တော်မူတယ်လို့ဒီလိုအိဗယ်ရတယ်ဟုတ်ရဲ့လားတတ္ထာဒေဝမနုဿာနံဗုဒ္ဓဘဂဝါဗုဒ္ဓဆိုတာကနော်သစ္စာလေးပါးကိုကိုယ်တိုင်လည်းသိတယ်သူတော်ကိုသိအောင်လည်းပြောပြနိုင်တဲ့စွမ်းရည်တတိရှိတယ်ဒီနေ့မှာမာစီစော်ဘုရားကြီးကတော့ဗုဒ္ဓဆိုတာကိုတရားအလုံးစုံကိုသိတော်မူတယ်လို့အဲ့လိုမျိုးယူဆပြီးတော့ဆိုကြီးကသင်ပြပေးတာရှိတယ်ဟုတ်လားဘဂဝါဆိုတာကြတော့ဘုံတော်နန္ဒကံတော်နန္ဒဉာဏ်တော်နန္ဒတကောတော်နန္ဒနော်အသေးတော်နန္ဒနဲ့ပြည့်စုံတယ်ဒါလည်းအဓိပ္ပာယ်တစ်မျိုးနောက်တစ်မျိုးရှိသေးတယ်အဲ့ဒါလည်းလူသိနေတယ်လို့ထင်တယ်အဲ့ဒါဘာလဲဆိုတော့ယာဂဒေါသမောဟအစရှိတဲ့ကိလေသာတရားတွေကိုထွေးအံတော်မူခြင်းလို့အဓိပ္ပာယ်ရတယ်တခါတမတို့ဦးဇင်းတို့တွေတခါတလေအစာမကြည်တာတွေစားပြီးအံကျင်စိတ်ပေါက်တာတွေရှိတယ်နော်အဲ့ဒီအချိန်မှာအံလိုက်လို့ရှိရင်သူကအများကြီးနေတာထိုင်တာရှိတာမအံရမချင်းတော်တော်ကိုဒုက္ခရောက်တယ်ဇောကျွေးတွေပါလိမ့်မယ်ပြန်ပြီးတော့သိမင်းသိလိမ့်မလားလို့တောင်ထင်ရလောက်အောင်ဒုက္ခရောက်တာရှိတယ်နော်အစာမကြည်ဘူးအောက်လည်းမသွားနိုင်ဘူးအပေါ်လည်းမအံနိုင်ဘူးဆိုရင်ဒုက္ခပေးနေတာပေါ့နော်အံလိုက်ပြီဆိုတာနဲ့တခါတည်းယူပြစ်တယ်လို့အကုန်ပျောက်သွားတယ်ဘာမှမရှိတော့အစင်မပြေတာအခုမအံသေးတဲ့အံကျင်မှလည်းနဲ့မအံသေးတဲ့တရားတွေရှိနေတာဟုတ်လားဘာတွေတော့နော်ဆွဲမဲ့မှုတွေမကျေနပ်မှုတွေမိုက်မဲမှုတွေကိလေသာတရားတွေအဲ့ဒါကိုမြတ်စွာဘုရားဘာလို့ပြီးပြီတော့အလုံးထွေးအံပြီးပြီတဲ့ရှင်းလင်းသွားပြီဘာမှမရှိတော့ဒါပါခေါ်တော့ဘဂဝါကောအ
ဓိပ္ပာယ်တွေကအများကြီးပဲနော်စာထဲမှာဖွင့်ပြတာတွေကိုပြောရရင်အဆုံးနိုင်မှုဒါကြောင့်ဘုရားတဆူရဲ့ဂုဏ်ကျေးဇူးကိုဘုရားတဆူပြိဋိဘံမဆံမချင်းပြောကုန်နိုင်တယ်လို့မရှိဘူးဆိုတာဒါကိုပြောတာဒါဂုဏ်တော်၉ပါးတည်းကတပါးချင်းစီရဲ့အဓိပ္ပာယ်ကိုပဲစိတ်ထဲပေါ်လာတာတွေပြောနေရင်ပြီးမှာမဟုတ်လားဒါပေမဲ့လို့အဲ့ဒီဂုဏ်၉ပါးတည်းကနောက်တရားဓမ္မတို့အရင်တို့ကျွမ်းကျင်သိထားတဲ့နားလည်ထားတဲ့ဂုဏ်နှစ်ပါးလို့စောစောပြောတယ်နော်အရဟံဂုဏ်နဲ့သမ္မာသမ္ဗုဒ္ဓဂုဏ်အချင်းချုပ်ပြောရရင်တော့အဲ့ဒီဂုဏ်နှစ်ပါးကိုဘယ်လိုပြောတော့ကိလေသာနဲ့သိเสียဂုဏ်တော်မူတယ်လို့အဲ့လိုပြောခြင်းကိလေသာဂုဏ်တာကအရဟံဂုဏ်ရဲ့အဓိပ္ပာယ်သိเสียဂုဏ်တာကသမ္မာသမ္ဗုဒ္ဓရဲ့အဓိပ္ပာယ်ဟုတ်လားဒီနေ့မှာအရဟံဂုဏ်ရဲ့အဓိပ္ပာယ်ကိုပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ဘယ်လိုနားလဲမလဲနော်တရားဓမ္မတို့ဦးဇင်းတို့တွေကလိုချင်မမောစရာနဲ့တွေ့ရင်လောဘဖြစ်တယ်။နောက်မကျင်တဲ့စရာအာယုန်နဲ့တွေ့ရင်ဒေါသဖြစ်တယ်။အဲ့ဒီလိုဖြစ်တိုင်းအရဟံဂုဏ်ကိုအမှတ်ရရင်တော်ကောင်းမယ်။မြတ်စွာဘုရားကမမောစရာအာယုန်နဲ့တွေ့လို့လည်းလောဘဖြစ်တော့မမှုဘူး။စိတ်တူစရာအာယုန်နဲ့တွေ့လို့လည်းဒေါသဖြစ်တော့မမှုဘူးလို့ဘယ်လိုအာယုန်နဲ့တွေ့မြတ်စွာဘုရားမှာအပြောင်းလဲမရှိဘူး။ဘာလောဘဒေါသမောဟမှာမရှိဘူး။အဲ့တော့မြတ်စွာဘုရားရဲ့ကိလေသာကင်းပုံအဲ့ဒီအနေအထားကိုလှမ်းမျှော်ကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအဲ့ဒီခိုက်တက်မှာကိုယ်လည်းပဲဘာဖြစ်နိုင်တော့ကိလေသာကင်းနေနိုင်တယ်နော်ကိုယ်အနေထားကြီးမှားနေတယ်လို့ကိုသိနိုင်တယ်သဘောပေါက်ရဲ့လားအဲ့နောက်တစ်ချက်ကကိလေသာကင်းတဲ့အတွက်ကြောင့်တုံ့လုံးမှုကင်းတာပေါ့နော်ဘယ်လိုကောင်းမြတ်တဲ့အခြေအနေနဲ့တွေ့မြတ်စွာဘုရားမှာစိတ်တက်တယ်ဆိုတာမရှိဘူးဘယ်လိုဆိုးရတဲ့အခြေအနေနဲ့တွေ့မြတ်စွာဘုရားမှာစိတ်ပြက်တယ်ဆိုတာလည်းမရှိဘူးကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်ရှုထောင့်ကလည်းကြည့်ပေါ့ဒါလောကရန်တရားတွေကိုတွေ့ရတိုင်းအဲ့ဒီလိုမျိုးလေးစဉ်းစားကြည့်သင့်တယ်ဆိုးတဲ့လောကရန်နဲ့တွေ့လို့လည်းမြတ်စွာဘုရားစိတ်ပြတ်တော်မမူဘူးကောင်းတဲ့လောကရန်နဲ့တွေ့လို့လည်းပဲမြတ်စွာဘုရားစိတ်တက်တော်မမူဘူးဒီတိုင်းပဲတာတိခုံလို့လည်းခေါ်တယ်ပေါ့နော်ဒီတိုင်းပဲအပြောင်းလည်းမရှိဘူးလောကလူသားအများစုကအဲ့လိုမဟုတ်ဘူးနော်လာဘိနဥဏတော်လောကအလာဘိနစဥဏတော်တယ်နော်လာဘိနဥဏတော်လောကလူတွေဆိုတာလာဘိနရလာလို့ရှိရင်ဥဏတော်တက်ကြွလာတယ်နော်စိတ်ကမြောက်ကြွဖြစ်လာတယ်ဖောင်းပွားလာတယ်ဒီစိတ်ကရလာပြီဆိုရင်ဖောင်းပွားတယ်ပျော်ရွှင်မှုလို့ဘာလို့နဲ့ဖောင်းပွားတယ်ဒီစိတ်ကဟုတ်လားအလာဘိနစဥဏတော်တယ်မရဘူးဆိုလို့ရှိရင်တော့ညှိုးငယ်သွားတယ်စိတ်ကဘာဖြစ်သွားနှိမ့်ကျသွားတယ်အပြောင်းလဲရှိရနော်ရရင်တက်လာတယ်မရဘူးဆိုရင်ကျသွားတယ်အတက်အကျတွေနဲ့နေတာပေါ့နော်လောကမြတ်စွာဘုရားမှာအဲ့ဒီအတက်ကျမရှိဘူးအဲ့တော့အရဟံဂုံကိုအဓိပ္ပာယ်အဲ့လိုလေးကိုယ့်ဘဝနဲ့နော်ရင်းနီးဆက်ကလေးတွေးပြီးတော့ကြည့်ရင်တော်ကောင်းမယ်ဟုတ်လားဘာတွေ့လို့မှမြတ်စွာဘုရားမှာလောဘဒေါသဖြစ်တယ်ဆိုတာမရှိဘူးဘာကြုံရလို့မှမြတ်စွာဘုရားမှာနှတုံလှုပ်တယ်ဆိုတာမရှိဘူးဟုတ်လားဒါအရဟံဂုံရဲ့အဓိပ္ပာယ်လေးကိုအဲ့လောက်လေးစဉ်းစားတတ်ဖို့လိုတယ်နောက်တစ်ခုအရင်တို့ကြည်ပြန့်ပြောချင်တာကသမ္မာသမ္ဗုဒ္ဓဂုံရဲ့အဓိပ္ပာယ်အဲ့တော့သမ္မာသမ္ဗုဒ္ဓဆိုတာဘာပြောတာတော့သိစရာအလုံးကိုသိတော်မူတာအဲ့တော့ဒီနေရာမှာတပ္ပညုတဉာဏ်လို့အလုံးနားထဲမှာရင်းနီးမှတ်ထားတဲ့စကားလုံးတစ်လုံးရှိတယ်နော်တပ္ပညုတဉာဏ်ဆိုတာဘာပြောတာတော့အလုံးစုံကိုသိတာအဲ့ဒါတောင်မျိုးဆိုတော့ဘုရားကြီးရေးတဲ့စောင့်ပုဒ်လေးရတော့အကောင်းဆုံးပဲဟုတ်လားတိယမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်နော်တိယမှန်ကမကြံရအောင်လုံးဝစုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်တိတရားများအပြား၌ဟောထားစပွဲနီးသွဲကိုချဲလဲစုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်ကျွတ်ထိုက်ကြပြီးများဝေနေ၏အိန္ဒြေစရိုက်သူ့အကြိုက်ကိုနှိုက်ချွတ်စုံလင်အကုန်မြင်တပ္ပဉာဏ်တော်အစွမ်းတည်သုံးချက်နော်တရားလုံးစုံကိုသိတယ်ဟုတ်လားသိတာကိုသူများနားလည်အောင်ဘလို့ပြောရမလဲဆိုတာကိုလည်းထပ်ပြီးတော့သိတော်မူတယ်ဟောနားလည်အောင်ဘလို့ပြောရမလဲလို့သိုံနဲ့မကဘူးနားထောင်မဲ့လူတွေရဲ့အခြေအနေအထားကိုလည်းမှန်ကန်သိတယ်ဒီသုံးချက်နဲ့ပြည့်စုံမှသူကသူများကိုသိတာကိုပြောပြတဲ့နေရာမှာအကျိုးပြီးမှာသဘောပေါက်ရဲ့လားအဲ့ဒီသုံးချက်ကအရင်လင်းတတ်တယ်ဒါတပ္ပညုတဉာဏ်ရဲ့အစွမ်းပေါ့နော်သိစရာအလုံးကိုပြည့်စုံမှန်ကန်သိတယ်သိတဲ့ဟာကိုဘလို့နားလဲအောင်ပြောပြရမလဲဟောတာမှာအရန်ကျွမ်းကျင်တယ်နော်ဘလို့ပြောလိုက်ရမလဲဆိုတာကိုကောင်းသိတယ်အဲ့ဒါသိုံနဲ့မရသေးဘူးနော်တတ္တဝါတို့ရဲ့အကြိုက်စေးရိုက်သူကဘလို့ဟာမျိုးကြိုက်တာသူ့အနေထားကဘလို့ဒီအနေထားမှာဘာဖြစ်နေတာဒီလိုစကားပြောရင်မတင့်တော်သေးဘူးဘလို့စကားပြောမှဒီအနေထားမှာတင့်တော်မှာလို့ဒီခံယူမဲ့လူရဲ့အနေထားမှန်ကိုသဘောပေါက်တာဒါကမြတ်စွာဘုရားမှားတာနဲ့ရနိုင်တဲ့ပညာအတ္တယနုတ္တယဉာဏ်လို့လည်းခေါ်တယ်နော်အတ္တယနုတ္တယဉာဏ်လို့ပြောတော့ဦးဇင်းကပေတတ်တို့ကိုမှတ်စေချင်တာလေးတစ်ခုပေါ်လာတယ်
အဲ့ဒါဘာလို့ဆိုတော့အတ္တဒါရဏဉာဏ်6ပါးဆိုတာရှိတယ်နော်အတ္တဒါရဏဆိုတာကနော်ပြည့်စေကဗုဒ္ဓယဟန္တာတို့နဲ့မဆက်ဆံတပ်ပင်ကျူဘုရားရှင်တို့သာလင်ရနိုင်တဲ့ဉာဏ်6ပါးကန့်ထားတာနော်ဘုရားသာလင်ရနိုင်တဲ့ဉာဏ်မြတ်စွာဘုရားမှာသာလင်ရှိတဲ့ဉာဏ်6ပါးရှိတယ်တဲ့အဲ့ဒါကိုအတ္တဒါရဏဉာဏ်လို့ခေါ်တယ်နော်ဘယ်သူမှမရနိုင်ဘူးကြံတဲ့လူတွေရှင်ပြည့်စေကဗုဒ္ဓတောင်မရနိုင်ဘူးဆိုတော့ပြီးပြီပေါ့နော်အဲ့ဒီဉာဏ်6ပါးကဘာတွေတော့နော်ပထမအဆုံးဉာဏ်ကအတ္တယနုတ္တယဉာဏ်နဲ့အခုဦးဇင်းပြောလိုက်တာနော်အတ္တယနုတ္တယဉာဏ်ဆိုတာကနော်တတ္တဝါတွေရဲ့အလိုဆန္ဒဟိုဇေယိုက်ကိုသိတာနော်ဆိုလိုတာကသူ့ရဲ့ကိလေသာအထူပါနော်သူဘဝကဘာတွေကြိုက်ခဲ့တာဘလို့တွေသူ့ရဲ့အစွဲတွေကဘလို့တွေရှိတာအဲ့ဒီအထူပါကိုသိတာအတ္တယနုတ္တယဉာဏ်ဟုတ်လားနောက်ပြီးတော့ဗာပြောတော့အိန္ဒြိယပရောပရိယတိဉာဏ်အိန္ဒြိယပရောပရိယတိဉာဏ်ဆိုတာကအိန္ဒြိအနုယင်ကိုသိတာအိန္ဒြိဆိုတာကတတ္တာတတိဝရိယတမာတိပညာအိန္ဒြိ၅ပါးပြီးတို့သိပါတယ်နော်ဟိုပြောရရင်ပါရမီအနုယင်ကိုသိတာသူတော်ကောင်းတရားအနုယင်ကိုသိတာနော်အိန္ဒြိယပရောပရိယတိဉာဏ်ဘလောက်ရင့်နေတယ်တချို့အနေအထားကိုကြည့်ရတာကနော်ဆိုကြပါစို့ဘာမှထင်ကြီးတယ်မရှိဘူးနော်ဘဝရဲ့အနေအထားအခြေအနေပြီးရုပ်ရည်ဘာညာအကုန်လုံးဘာမှထင်ကြီးတယ်မရှိဘူးဒါပေမဲ့အတွင်းမှာအရန်ရင့်နေတယ်မာနေတဲ့နော်သူတော်ကောင်းတရားသိထားတဲ့အိန္ဒြိရင့်နေတာတွေရှိတယ်။အဲရသော်ဗျာလက်ထက်ကအနေအထားတွေကိုကြည့်ပြီးတော့ဦးဇင်းတို့ပြောကြည့်တာပါ။ဟုတ်လား။ဒါကိုဘယ်သူသိနိုင်လို့ဆိုရင်မြတ်စွာဘုရားသိနိုင်တယ်။နော်တတ္တဝါရဲ့အခြေအနေမှန်ကိုသိတာ။အာတယနုတ္တယဉာဏ်ဆိုတာကအကြိုက်စရိုက်ကိုသိတာ။အိန္ဒြိယပရောပရိယတိဉာဏ်ဆိုတာအိန္ဒြိအနုအယင်ကိုသိတာ။ तू ဘလောက်ရင့်နေပြီ။တချို့ဆိုရင်တော်တော်ရင့်နေပြီ။နည်းနည်းလေးအုပ်လိုက်တာနဲ့မှဲ့တော့မယ်။တတိဟောတာနဲ့ပြောရရင်ဟုတ်လား။တတိဟောတာနဲ့ပြောရတချို့နည်းနည်းလေးတရားနားထောင်လိုက်တာနဲ့မညံဖုန်ညံရတော့တာရှိတယ်နော်သူတို့အပေါ်ရံမြူမုံလေးလောက်ပဲတင်းနေတာတကယ်သူတို့မှန်ပြင်းလို့ကြီးနေပြီအောက်ကနည်းနည်းလောက်ပုတ်ချလိုက်တာနဲ့လင်းသွားပြီဒါပေမဲ့ဒကာဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီအနေထားတွေကိုဘယ်သိနိုင်မလို့ဟုတ်တယ်မဟုတ်လားအာတယနုတ္တယဉာဏ်အိန္ဒြိယပရောပရိယတိဉာဏ်ပြီးတော့သဗ္ဗညုတဉာဏ်အလုံးစုံကိုသိတယ်ပြီးတော့အနာဝရဏဉာဏ်နဲ့အနာဝရဏဉာဏ်ဆိုတာကအလို့သိတဲ့နေရာမှာဘာအပိတ်အပင်တားရှိမှမရှိဘူးတခါတည်းဒိုးရိုပေါက်အခက်အခဲမရှိဘူးအနှောင့်အယှက်အတားစီမရှိဘူးသူသိကျင်တယ်ဆိုရင်တန်းပြီးတော့သိတယ်ဒါကိုခက်အခက်စီစဉ်းစားကြံစနေရတာမျိုးမရှိဘူးအနာဝရဏဉာဏ်ဆိုမြတ်စွာဘုရားမှာရနိုင်တာပေါ့နော်စဉ်းစားရတိတ်စဉ်းစားနေစရာကိုမလိုညှို့လိုက်တာနဲ့သူသိသွားတယ်ဆိုတဲ့သဘောသဗ္ဗညုတဉာဏ်ကအလုံးစုံကိုသိတာအနာဝရဏဉာဏ်ကအဲ့လိုသိတဲ့နေရာမှာအပိတ်အပင်အတားစီအခက်အခဲမရှိဘူးဒိုးရိုပေါက်သိတယ်ဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်ဉာဏ်ကဘာပြောတော့ယမကပါတိဟာရိယဉာဏ်တကူပြာတွေကပြတဲ့နေရာမှာအထွတ်အထိရောက်တဲ့ဉာဏ်ရေမီးအစုံဆိုကြားဘူးတယ်မဟုတ်လားနော်ဘယ်ဘက်မျက်လုံးကရေရင်ညာဘက်မျက်လုံးကမီးရင်မင်းကွန်းဆိုတော့ဘုရားရွတ်ထားတာအလွန်ကြီးညိုစရာကောင်းပါတယ်ဟုတ်လားအတေဇောကတိုင်းအဘောကတိုင်းကိုမြန်မြန်ဆန်းဆန်းဝင်စားပြီးတော့အလွန်မြန်ဆန်တဲ့စိတ်တဲ့အုံနဲ့ရေမီးထွက်လာအောင်လုပ်နိုင်တာအစုံလိုက်ထွက်လာအောင်လုပ်နိုင်တာဒါဖះမှသာလည်းဖြစ်နိုင်တဲ့ကိစ္စဘာခေါ်တော့ယမကပါတိဟာရိယဉာဏ်ဟုတ်လားအေးနောက်ဆုံးဉာဏ်ကဘာပြောတော့နောက်ဆုံး6ခုမြောက်ဉာဏ်ကမဟာကရုဏာတမပတ္တိဉာဏ်နော်မဟာကရုဏာတမပတ္တိဉာဏ်မဟာဆိုတာကြီးကျယ်မြင့်မြတ်သောကရုဏာဆိုတာတနာကျင်တာအတ္တဝါတွေကိုတနာကျင်တာတဲ့နေရာမှာမြတ်စွာဘုရားအကြီးကျယ်ဆုံးပဲဒီနေရာမှာဦးဇင်းကစဉ်းစားကြည့်တယ်ဘာလို့မြတ်စွာဘုရားတတ္တဝါတွေကိုတနာတဲ့နေရာမှာအကြီးကျယ်ဆုံးဖြစ်တော်မူတယ်လေတတ္တဝါတွေရဲ့အကြောင်းကိုအတိဆုံးဖြစ်လို့မို့ပေါ့နော်တနာတယ်ဆိုတာဘယ်တိုင်းဓာတိတနာမလဲဆိုတာဘယ်တိုင်းဓာတိတိထားတယ်လဲဆိုတာပေါ်မှာပဲအဓိကမူတည်တာခုဒီကဓမ္မတို့ဦးဇင်းတို့ရဲ့တတ္တဝါတွေပေါ်မှာတိတဲ့အတိကအပေါ်ယံအလွန်ဆန်တယ်ပေါ့ဒါကြောင့်တနာတဲ့အဆင့်ထိအကျိုးအမြတ်ကထွက်မလာနော်ဒီကဓမ္မတို့ဦးဇင်းတို့ရဲ့တနာတဲ့စိတ်ကဘလို့အနေထားမျိုးမှထွက်လာထင်သာမြင်သာရှိတဲ့ဟာရမ်းဆင်းရဲနေပြီယောဂတွေကနှိမ့်ဆက်ပုံလေးကလည်းတနာကမဆိုရင်ကိုယ်စိတ်တွေကတနာတဲ့စိတ်ကတော့အလိုလိုဖြစ်လာတော့ဟုတ်လားတနာစေရအနေအထားမျိုးဖန်ဆင်းပြမှတနာတဲ့စိတ်ကထွက်လာတာပုံမှန်အနေအထားတိုင်းဆိုရင်တနာတဲ့စိတ်ကထွက်မလာဘူး။ပစ္စည်းဥစ္စာလည်းပြည်စုံတဲ့ပညာတွေလည်းတက်တဲ့ကျမ်းမာရေးတွေလည်းကောင်းတဲ့အစအရအရန်ကိုသူတို့အစဉ်ပြေးနေတယ်ဆိုရင်တနာတဲ့စိတ်မလာဘူး။ဟုတ်လား။အရန်ယွံမုန်းစရာကောင်းတဲ့အနေအထားမျိုးကြီးများဖြစ်မယ်ဆိုရင်တနာတဲ့စိတ်မလာတဲ့အပြင်ဘာဖြစ်တော့မုန်းတီးတဲ့စိတ်တောင်လာဒုက္ခရောက်စေခြင်းတဲ့စိတ်တောင်လာတယ်။တနာတဲ့စိတ်ကဒုက္ခလွတ်စေခြင်းတဲ့စိတ်ပေါ့နော်။အဲ့တော့မြတ်စွာဘုရားကတတ္တဝါတွေကိုဘလို့မြင်တာတော့တလုံးနဲ့ပြောရရင်ဒုက္ခတွေလိုပဲမြင်တာ
မြတ်စွာဘုရားရဲ့အမြင်မှာတတ္တဝါတွေထဲမှာပတ်စံရှိတာလည်းမရှိဘူးပတ်စံမရှိတာလည်းမရှိဘူးပညာတတ်တာလည်းမရှိဘူးမတတ်တာလည်းမရှိဘူးဟုတ်လားနေတာလည်းမရှိဘူးမြင့်တာလည်းမရှိဘူးဘာပဲရှိတော့ဒုက္ခတွေပဲမြင်တယ်ဒါကြောင့်ဦးဇင်းတို့အဲ့ဒီမဟာကရုဏာဉာဏ်ကိုဖွင့်ဆိုတဲ့နေရာမှာပြောတာတွေရှိတယ်တတ္တဝါတွေရဲ့တဏ္ဍာမှာတဲ့တက္ကရာဒိဋ္ဌိဆိုတဲ့မြားစုနေတယ်တဲ့အဲ့ဒီမြားကိုငါကလွဲလို့ဘယ်သူမှနှုတ်မပေးနိုင်ဘူးဒါကြောင့်တတ္တဝါတွေကတနာစရာကောင်းတယ်လို့မြင်တယ်တဲ့မြတ်စွာဘုရားထင်ရှားဖြစ်ပေါ်နေတဲ့ယုံ nant တဘာဝကိုပဲဒါဟာငါပဲဒါဟာသူပဲဒါဟာပုဂ္ဂိုလ်တတ္တဝါပဲလို့ဆိုတဲ့အလွန်လွဲမှားတဲ့အမြင်ပေါ့နော်ငရဲမျိုးစိကိန်းနေတယ်ပေါ့ဒါကိုတက္ကရာဒိဋ္ဌိမြားညှောင်လို့သုံးတယ်အဲ့ဒီမြားကြီးဒိုးရပေါစူးနေတယ်ဝင်းနေတယ်သူတို့လည်းမနှုတ်နိုင်ဘူးလို့သိတယ်မြတ်စွာဘုရားဒါကြောင့်အလွန်တနာတယ်လို့ဒီလိုပြောတာအများကြီးပဲဖွင့်ဆိုထားတာပါပဲဟုတ်လားအဲ့ဒါပြောချင်တာကဘာတော့အတ္တရဏညာပြောချင်တဲ့အကြောင်းအရာတွေကများလို့အကုန်လုံးကိုလောဖြစ်နေနော်ညာဘယ်နှပါတော့6ပါးအတ္တရဏဆိုတာဘုရားတို့နဲ့သာလဲပတ်သက်တဲ့ညာကျန်တာဘယ်သူနဲ့မှမပတ်သက်ဘူးမဆက်ဆံဘူးအဲ့ဒီညာ6ပါးကိုလည်းသိဖို့လွတ်တယ်ဒါသဗ္ဗညုတညာသမ္မာသမ္ဗုဒ္ဓဂုံနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောနေတာဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကအလုံးစုံကိုတည်တော်မူတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကောင်းတဲ့သုတ်တန်လေးတစ်ပုဒ်ဘုံဘုံတို့ပြောပြမယ်နော်ဗိမိတာရမင်းကြီးရဲ့သားအဖေယမင်းသားဆိုတာရှိတယ်အလုံးကြားဥပါတယ်နောက်တော့ယဟန်ပြုတ်ပြီးတော့ယဟန်နာဖြစ်သွားတာအဖေယမင်းသားဆိုတာရှိတယ်သူကအစကတည်းကဥတုံးကနိဂန္ဓတန္တဗုဒ္ဓဆရာကြီးကိုသူကကြည်ညိုတာနော်ဒိဋ္ဌိဆရာကြီး6အောက်ထဲမှာနော်ကကြည်တဲ့နတရတာဖြစ်တဲ့နိဂန္ဓဆိုတာရှိတယ်သူတို့အထုံးဖွဲ့မရှိဘူးဘာတန်ဝစင်မှမရှိဘူးလို့ကြွေးကြော်ထားတဲ့ပုံကိုယ်တွေပေါ့နော်သူ့ကိုလည်းပဲသူ့ရဲ့အတိုင်းကယဟန္နာဆိုပြီးတော့အနေထားနဲ့ကိုးကွယ်ကြတာပါအခုအဖေယမင်းသားကလည်းအဲ့ဒီနိဂန္ဓကိုကိုးကွယ်တာထဲမှာသူပါတယ်အစကနေဟိုမှာအဲ့ဒါတနေ့တော့အဲ့ဒီနိဂန္ဓဆရာကြီးနဲ့တွေ့တဲ့အခါဆရာကြီးကဒီအဖေယမင်းသားကိုဘာပြောလဲဆိုတော့မင်းသားတဲ့သင်ဟာယဟန်ဂေါတမစီကိုတွားပြီးတော့ပြဿနာမေးကြည့်အဲ့ဒါဆိုလို့ရှိရင်မင်းနာမည်ကြီးလိမ့်မယ်ယဟန်ဂေါတမလိုပုံကိုမျိုးတော့မင်းဟာအမေမေကုန်းနေမဖြေနိုင်မရှုနိုင်မကယ်နိုင်ဖြစ်အောင်မေးနိုင်နေဆိုရင်မင်းနာမည်ကြီးနိုင်တယ်အဲ့ဒါမင်းသားဘာပြောလဲဆိုတော့ရှင်ဗျာတဲ့တပည့်တော်လူဟာဘယ်လိုလုပ်ပြီးတော့ယဟန်ဂေါတမကိုပြဿနာမေးနိုင်မှာတော့အများကြီးအဆင့်တွေခွာခြားတယ်ဟုတ်မဟုတ်ဘူးတဲ့ငါပြောတဲ့အတိုင်းမေးရင်သေချာပေါ့မင်းနိုင်မှာတဲ့ဟုတ်လားအဲ့လိုပြောတဲ့အခါကျတော့ဂိုင်ဘယ်လိုမေးရမလို့ဆိုတော့မင်းယဟန်ဂေါတမစီကိုတွားပြီးလို့ရှိရင်အရှင်ဘုရားသူတော်ဘာမနှစ်သက်တဲ့ကြမ်းထမ်းတဲ့စကားတွေကိုပြောပါသလားလို့မေးတဲ့တကယ်လို့ပြောတယ်လို့ဖြေခဲ့မယ်ဆိုရင်အဲ့လိုဆိုအရှင်ဘုရားပုထုဇဉ်တွေနဲ့ဘာထူးလဲလို့ဒီလိုမျိုးဆွဆွဲရမယ်တဲ့တကယ်လို့ငါကြမ်းထမ်းတဲ့စကားတွေမပြောဘူးလို့ဖြေခဲ့မယ်ဆိုလို့ရှိရင်တော့အရှင်ဘုရားဒေဝရတ်ကိုပြောတာရှိတယ်နော်တတွေးကိုသူများတတွေးကိုမျိုးတဲ့လို့နော်အဝေးငရဲကြမလို့ကုစားလို့မရတော့မဲ့လို့အရှင်ဘုရားအဲ့လိုပြောတာတွေရှိတယ်ဒါကြောင့်အဲ့လိုငါကြမ်းထမ်းတဲ့စကားကိုမပြောဘူးလို့ပြောရင်မှုတာဝါဒနဲ့ဆွဆွဲတယ်ဒါဆိုလို့ရှိရင်ယဟန်ဂေါတမဟာတဲ့နော်လေပင်ထဲမှာဟိုစူးခွားကိုမြုံမိတယ်ထွေးလို့လည်းမရဘူးမြူလို့လည်းမရဒီထဲတင်တက်နေတော့နော်ဥပမာပြောတာဟုတ်လားနိဂန္ဓကပြောတာနော်မထွေးနိုင်မမြူနိုင်နော်အဲ့ဒီလိုမျိုးဖြစ်ပြီးတော့ဒုက္ခကြီးကျယ်ကြောင့်အဲ့ဒါဆိုမင်းနာမည်ကြီးမယ်အဲ့ဒါသဘောကျတော့တယ်ဟုတ်တယ်ဒီပြဿနာကိုတော့ယဟန်ဂေါတမဘလို့မှရှောင်းနိုင်မှာမဟုတ်ဘူးဆိုတော့နော်အရန်သဘောကျပြီးတော့အဲ့ဒါမြတ်စွာဘုရားရှိရအောင်သူသွားတာဟိုရောက်တဲ့အခါကျတော့မြတ်စွာဘုရားကိုရှိခိုးဥချထိုင်တော့နေုံမော့ကြည့်လိုက်တဲ့အခါတော့နည်းနည်းအချိန်ကနဲနေအဲ့ဒါနဲ့ငါအေးအေးဆေးဆေးပြောလို့ရမှာမဟုတ်ဘူးဆိုပြီးတော့နောက်နေ့အရှင်ဘုရားတပည့်တော်အိမ်ကိုနော်ဆွန်ဖုံးပေးကြွပါဆိုစွန်စားပင့်ပြီးတော့ပြန်လာတာမြတ်စွာဘုရားလည်းကောင်းပြီလာခဲ့မယ်ပေါ့အမှန်ကပြဿနာမေးခြင်းလို့ဟုတ်လားအဲ့ဒါအိမ်ရောက်ပြီဆိုတော့နောက်နေ့ရောက်တော့အိမ်ရောက်ပြီဆိုတော့ဆုံးကပ်အကုန်လုံးပြီးပြီဆုံးကိစ္စပြီးပြီဆိုတော့မှမေးတာနော်အရှင်ဘုရားတဲ့အရှင်ဘုရားဟာကြမ်းထမ်းတဲ့စကားတွေကိုပြောပါသလားတော့တခုခုဖြေမယ်လို့သူမျှော်လင့်နေတယ်ပေါ့အဲ့ဒီလိုမေးတဲ့အခါကျတော့မြတ်စွာဘုရားဘာအမိန့်ရှိတော့ဆိုမင်းသားတဲ့ဒီကိစ္စမှာတတိချပြောလို့မရဘူးတဲ့ဟောသူမျှော်လင့်ထားတဲ့အဖြေတခုမှထွက်မလာဘူးနော်ဒီကိစ္စမှာတတိချပြောလို့မရဘူးတဲ့အဲ့လိုလေပြောလိုက်ရောသူဘာပြန်ပြောမှမသိဘူးအဲ့တော့သူ့ရဲ့နှုတ်ကဘာပဲအလိုလိုထွက်တော့ဆိုဟာနိဂန္ဓတွေတော့သွားပြီတဲ့အဲ့ဒီစကားထွက်သွားတယ်ဟုတ်လားအဲ့တော့ဘာဘူးလို့နိဂန္ဓတွေသွားပြီလို့မင်းပြောရတာတော့အဲ့ဒီကြတော့မှမနေ့တုန်းကနိဂန္ဓဆရာကြီးကဒီလိုဒီကြောင့်ပြဿနာတွေမေးဖို့သင်ပေးတယ်ဆိုတော့သူပြောပြတာဟုတ်လားအဲ့လိုပြောပြတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီကိစ္စဘာမှမပြောပါဘူးအားပြောတော့ဆိုတော့အဲ့ဒီအချိန်မှာမင်းသားရဲ့ပေါင်ပေါ်မှာနော်ตาလေးသူ့ရဲ့ตาလေးအိတ်နေတာရှိတယ်ကလေးလေးအဲ့ဒါကိုကြည့်ပြီးတော့မြတ်စွာဘုရားအမိန့်ရှိတယ်မင်းသားတဲ့အဲ့ဒီကလေးလေးတကယ်လို့
နော်အထိန်တွေကပဲမေလျော်လိုပဲဖြစ်စီတခုခုပေါ့နော်အဲ့ဒီကလေးကစော့ရင်းနဲ့နော်အချွန်တက်ရှိတဲ့တက်သားစနော်အိုချံဘဲစတခုခုပါဇက်ထဲထည့်လိုက်မယ်အဲ့လိုဆိုရင်မင်းတို့ဘယ်လိုလုပ်မလို့အဲ့ဒီအိုချံဘဲကိုထုတ်ရမှာအကလေးကသူမျိုးရင်လို့ကိုမျိုးထားတာဆိုတော့ထုတ်ရင်ငိုမယ်ဆိုရင်ကဘယ်လိုလုပ်မလို့ငိုလည်းပဲတပြည့်တော့ထုတ်ရမှာပါဗျာဟာထုတ်လို့သွေးတွေထွက်လာမယ်ဆိုရင်ကဘယ်လိုလုပ်သွေးထွက်လဲထွက်ခါမှထွက်ရောဒါကိုထုတ်ရမှာပဲတဲ့ဘာဖြစ်လို့တော့လဲဒီကလေးကိုတနာလို့ပါတဲ့မထုတ်လို့ရှိရင်ဗိုက်ထဲရောက်သွားရင်ပို့ဒုက္ခရောက်မှာအိုးအဲ့ဒီဥမာပေးတာနော်မြတ်စွာဘုရားအေးငါလည်းပဲအဲ့လိုပဲတဲ့တတ္တဝါတွေရဲ့ပုံမှာပြောတဲ့စကားကိုပြောရမယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားစကား6ခွန်းဆိုတာကိုအမိန့်ရှိတာဒါပေးတဲ့တော့မှတ်သားဖို့ပါတယ်ဟုတ်လားစကား6ခွန်းကိုမြတ်စွာဘုရားဟောထားတဲ့အစီအစဉ်လေးတိုင်းတော့ဦးဇင်းမပြောဘူးမှတ်မိလွယ်အောင်လေးပဲပြောပြမယ်နော်စကား6ခွန်းကိုမှတ်မိလွယ်အောင်ပြောမယ်နော်ဟုတ်လည်းမဟုတ်ဘူးအကျိုးလည်းမရှိဘူးသူများနှစ်သက်တယ်ဟုတ်လည်းမဟုတ်ဘူးအကျိုးလည်းမရှိဘူးသူများမနှစ်သက်ဘူးဒါတတွဲသွားလိုက်နှစ်ခွန်းရှိသွားပြီနော်မဟုတ်ဘူးမမှန်ဘူးအကျိုးလည်းမရှိဘူးသူများနှစ်သက်တယ်မဟုတ်ဘူးမမှန်ဘူးအကျိုးမရှိဘူးသူများနှစ်သက်တယ်ဒါတတွဲဟုတ်လားဟုတ်တော့ဟုတ်တယ်မှန်တော့မှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးသူများနှစ်သက်တယ်ဟုတ်တော့ဟုတ်တယ်အကျိုးမရှိဘူးသူများမနှစ်သက်ဘူးအဲ့ဒါတတွဲသွားလိုက်ဘယ်နှခွန်းရသွား၄ခွန်းရသွားပြီနော်မဟုတ်မမှန်ဘူးအကျိုးမရှိဘူးနှစ်သက်တယ်မနှစ်သက်ဘူးဟုတ်မှန်တယ်အကျိုးမရှိဘူးနှစ်သက်တယ်မနှစ်သက်ဘူး၄ခွန်းရှိသွားပြီနော်နောက်2ခွန်းပဲမြတ်စွာဘုရားပြောတယ်တဲ့ဒီ၄ခွန်းလုံးဝရှောင်တယ်အဲ့တော့ဦးဇင်းတို့စစ်စစ်ကြည့်ရင်ဘာတွေ့တော့ဆိုတော့ဟိုအကျိုးမရှိတဲ့စကားမြတ်စွာဘုရားမပြောဘူးဆိုတာကိုတွေ့ရတယ်မှန်တော်လည်းပဲအကျိုးမရှိရင်မပြောဘူးမမှန်ဘူးဆိုရင်တော့ဆိုရမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်တယ်မပြောဘူးဒါစကား၄ခွန်းကိုပယ်လိုက်တာဟုတ်လားစကား၄ခွန်းပြန်ပြောမယ်နော်မမှန်ဘူးအကျိုးမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်ဘူးမှန်တယ်အကျိုးမရှိဘူးသူများနှစ်သက်တယ်မနှစ်သက်ဘူး၄ခွန်းနော်အေးမြတ်စွာဘုရားအမင်းရှိတော်မူတဲ့စကားကဘယ်လိုစကားတော့မှန်တယ်အကျိုးရှိတယ်နှစ်သက်တယ်မနှစ်သက်ဘူးဟောသူကတော့နှစ်သက်လဲအခါအားလျော်စွာပြောတဲ့ရင်ပြောတယ်မှန်တယ်အကျိုးရှိတယ်ဆိုရင်မနှစ်သက်လဲပဲအခါအားလျော်စွာပြောတယ်ဟာသူများနှစ်သက်တာမနှစ်သက်တာကိုမြတ်စွာဘုရားဗราဏမထားဘူးဟုတ်မှန်ဖို့လိုတယ်အကျိုးရှိဖို့လိုတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့အဲ့ဒီမှာတတိထားစရာကောင်းတဲ့အချက်ကဘာလို့ဆိုတော့အချိန်အခါကိုကြည့်ပြီးတော့ဆိုတဲ့စကားကပါတယ်ဟုတ်တိုင်းမှန်တိုင်းအကျိုးရှိတိုင်းလည်းမပြောဘူးဆိုတာလေးကပါလာတယ်ဟုတ်တယ်မဟုတ်လားဟုတ်တယ်ကွာအကျိုးလည်းရှိတယ်ကွာဒါမပြောတဲ့အချိန်ပြောလို့ရှိရင်အဲ့ဒီအကျိုးရှိတယ်ဆိုတာကြီးကအကျိုးမရှိဘူးဆိုတာဖြစ်သွားနိုင်တယ်ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့မြတ်စွာဘုရားကအဲ့ဒီမှာဒီနောက်ပြောတဲ့စကား2ခွန်းကိုမြတ်စွာဘုရားအခါအားလျော်စွာကြည့်ပြီးတော့ပြောတယ်ဘာကြောင့်လဲဆိုတော့တတ္တဝါတွေကိုတနာလို့မြတ်စွာဘုရားအဲ့လိုမိန့်ရှိတယ်နော်ဒီကလေးပါဇက်ထဲကတစ်သားအတိုးအစကိုဆွဲထုတ်ရမယ်ငိုးလဲထုတ်ရမယ်သွေးထွက်လဲထုတ်ရမယ်ဘာဖြစ်လို့လဲဒီကလေးကိုတနာလို့အဲ့လိုဖြေလိုက်တဲ့အခါကျတော့အဘေယမင်းသားကအယံသဘောကျတယ်နော်တော်တော်ကိုသူ့စိတ်ထဲမှာသဘောကျသွားတယ်မဖော်ပြနိုင်လောက်အောင်သဘောကျတယ်အဲ့ဒါနဲ့သူကမေးတာမြတ်စွာဘုရားတဲ့မြတ်စွာဘုရားစီကိုတော့ယဟန်ပညာရှိလူပညာရှိပုံနာပညာရှိမင်းပညာရှိအမျိုးမျိုးသောပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကတချို့ဆိုရင်အနှစ်အလှဘယ်လိုပြဿနာတွေကိုမေးမယ်ဆိုပြီးတော့ကြံစီစဉ်းစားပြီးတော့လာကြတာတဲ့နော်ဒီပုဂ္ဂိုလ်အလွန်နာမည်ကြီးတယ်အလွန်သိတယ်လို့ပြောတယ်ဘုရားလိုလည်းဝန်ခံတယ်အဲ့တော့မေးမယ်ဆိုပြီးတော့အမျိုးမျိုးလာကြတာတဲ့ပြဿနာတွေကိုအချင်းအကြာကြီးကစီစဉ်ပြီးတော့လာမေးကြတာအဲ့ဒါမြတ်စွာဘုရားဒီကြောင့်မြတ်စွာဘုရားအကုန်လုံးဖြေရှင်းလိုက်နိုင်တာကြီးပဲပေါ့အဲ့ဒါမြတ်စွာဘုရားကဘယ်သူကဘလို့တွေမေးရင်တော့ငါဘလို့တွေဖြေလိုက်မယ်ဆိုတော့ကြိုတင်ပြီးတော့ကြံစီထားတာများရှိပါသလားလို့မေးတာအဲ့ဒီအချက်လေးကိုပြောချင်တာနော်သဗ္ဗညုတဉာဏ်ရဲ့အစွမ်းကိုပြောချင်လို့အဲ့ဒါလေးကိုပြောပြတာပါဟုတ်လားမြတ်စွာဘုရားမှာကြိုတင်ပြီးတော့စဉ်းစားထားတာစီစဉ်ထားတာများရှိပါသလားလို့မေးတာမေးတော့မြတ်စွာဘုရားအဲ့ဒါကိုလည်းဥပမာနဲ့ပြန်ပြီးတော့ပဲရှင်းပြတယ်အဲ့လိုဆိုရင်မင်းသားတဲ့မင်းကငါမေးမယ်ဩမင်းဒီယထာတွေနဲ့ပတ်သက်ပြီးတော့အလုံးကျွမ်းကျင်သလားတဲ့ကျွမ်းကျင်ပါတယ်ဗျာနော်မြင်းဆွဲတဲ့နောက်ကမြင်းယထာပေါ့နော်အဲ့လိုဆိုလို့ရှိရင်နော်ယထာနဲ့ပတ်သက်ပြီးတော့မင်းကအကုန်လုံးကျွမ်းကျင်လိမ္မာနေတယ်တိနေတယ်နားလည်နေဆိုရင်တစုံတစ်ယောက်ကဒီယထာနဲ့ပတ်သက်ပြီးတော့ဒါဘာခေါ်လဲဒါကဘာလုပ်တယ်ဒါကိုဘယ်လိုလုပ်ထားတာလဲလို့တစုံတရာလာမေးမယ်ဆိုရင်မင်းအရန်တင်ပဲပြောနိုင်တယ်မဟုတ်လားဟုတ်ပါပြောနိုင်ပါတယ်ဘာမှကြိုတင်ပြီးတော့စဉ်းစားစရာမလိုသူအကုန်လုံးကျွမ်းကျင်ပြီးသားဒီယထာနဲ့ပတ်သက်ပြီးတော့ဘယ်သူကဘယ်လိုလာမေးတော့ငါဘယ်လိုပြောမှာပဲလို့သူ့မှာစဉ်းစားနေစရာမလိုမေးလာတော့မှဖြေလိုက်ရုံပဲဟုတ်လားဘာဖြစ်လို့တော့နဲ့တပည့်တော်ကယထာရဲ့အကြောင်းကိုအကုန်လုံးခေစီတွင်းကြသိထားလို့ပါတဲ့အေ
အေးတဲ့အဲ့လိုပဲငါလည်းပဲဟောဒီလောကကြီးမှာဓမ္မဓာတ်တွေကိုငါအကုန်လုံးသိထားတယ်တဲ့ဒါကြောင့်ဘယ်သူကဘလို့မေးရင်ငါဘလို့စဉ်းစားမယ်လို့ငါမှစဉ်းစားတယ်ဟာကျွတ်တင်ပြီးတော့တွေးစရာမလို့တဲ့ဓမ္မဓာတ်ကိုငါအကုန်လုံးကျွမ်းကျင်ထားတယ်လိမ္မာထားတယ်အဲ့ဒါပါလေလို့မေးရင်တပ္ပညုတညာပဲဟုတ်ရဲ့လားဒါဦးဇင်းတို့ကပြောဖို့ကိုယ်အနေထားနဲ့အလွန်အလှမ်းဝေးတဲ့အနေထားတွေကိုပြောတာပါဟုတ်လားသို့တော်လည်းပဲစထဲမှာပါတာလေးတွေကိုနော်ဒီလောက်လေးပြောပြရင်လည်းပဲဒီလောက်လေးတော့နားလည်ရင်လည်းပဲဒီလောက်လေးနဲ့တန်တဲ့အကျိုးတော့ရှားမှာပေါ့ဟုတ်ရဲ့လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းတော်အောင်တို့မြတ်စွာဘုရားအဲ့လိုပြောပြတော့နော်အဘေယမင်းသားကတရဏဂုံတည်တယ်လို့ဒီလိုမျိုးနော်မှတ်တမ်းတင်ပြီးတော့အဲ့ဒါကိုဦးဇင်းတို့အဘေယရာဇကုမာရတုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်ဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုကိုကစဉ်းစားပြီးတော့ဗုဒ္ဓနုတ္တိဘာဝနာကိုယ်တန်တာမှာမြင့်မြတ်စွာဖြစ်ခြင်းနဲ့ဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တွေအည်အသွေးတွေကိုဘာလို့ထားဖို့တော့လို့တော့သင်ယူထားဖို့လိုတယ်အခုဘုန်းဘုန်းတို့ပြောတာတွေကိုပြန်ပြီးတော့ဖွင့်ပြီးတော့နားထောင်ကြည့်မယ်ဆိုရင်ဒါသင်ယူခြင်းတစ်မျိုးပဲဒါကြောင့်ထက်ခါထက်ကဦးဇင်းပြောတာမရှိဘူးဒီမှာအတန်ဖန်းတာရှိတာနောက်ထပ်ပြောဦးမယ်နောက်စဉ်းစားစရာအလွန်ကောင်းတဲ့အာရစရာအလွန်ကောင်းတဲ့မြတ်စွာဘုရားဂုဏ်အဲ့ဒါကိုဦးဇင်းတို့ခငယ်ငယ်တည်းကစအရန်သဘောကျတယ်ပေါ့နော်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်စတုကနိပတ်ထဲမှာဝေတာရိစသုတ်တံဆိုတော့သုတ်တံလေးတစ်ပုဒ်ရှိတယ်နောက်ဘုန်းဘုန်းတို့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်ကနော်ပါကျုပ်စတော်ဘုရားကြီးရဲ့အကြောင်းမှာနော်မြတ်ဘုရားအံ့ဘွယ်၄ပါးမြတ်ဘုရားရဲရင်တော်မြတ်ဘုရားဤအံ့ဘွယ်၄ပါးဆိုတရားကောင်းစဉ်နဲ့တရားတစ်ပုဒ်ဟောတာရှိတယ်နော်ရဲရင်တော်မြတ်ဘုရားဤအံ့ဘွယ်၄ပါးအခုရဲရင်တော်မြတ်ဘုရားဆိုတာဒီဝေတာရိစကုံကိုဝေတာရိစသုတ်တံကိုကြည့်ပြီးတော့ပြောတာအဲ့ဒါလေးကိုအနှစ်ချုပ်ပြီးတော့ပြောပြမယ်မြတ်စွာဘုရားရဲ့ဂုဏ်ကိုစဉ်းစားခြင်းတဲ့ပုံကိုယ်တွေဆင်ခြင်ပြီးတော့နော်အလွန်မြင့်မြတ်တဲ့စိတ်ဖြစ်ခြင်းတဲ့လူတွေဒါဘုရားအကြောင်းစဉ်းစားတာအလွန်မြင့်မြတ်တဲ့စိတ်ပဲနော်စဉ်းစားတော့ဦးဇင်းကတော့အပေါ်ယံလေးတွေလည်းပြောခြင်းတယ်အလွန်ယုံမာတဲ့လူအကြောင်းစဉ်းစားရင်ဘလို့ဖြစ်တော့အလွန်ယုံမာတဲ့စိတ်တွေပဲဖြစ်တတ်တယ်ဟုတ်တယ်မဟုတ်လားမကောင်းတဲ့လူအကြောင်းစဉ်းစားနော်မကောင်းတဲ့စိတ်တွေပဲဖြစ်လာတာနော်ကောင်းတဲ့လူအကြောင်းစဉ်းစားရင်ဘလို့ဖြစ်တော့ကောင်းတဲ့စိတ်တွေပဲဖြစ်လာတာဒါပါလေအလွန်စဉ်းစားတယ်ကောင်းတယ်ဟုတ်လားအဲ့လိုပဲမြတ်စွာဘုရားလောက်ကောင်းတဲ့လူကောင်းတဲ့ဆိုတာမရှိဘူးနော်ဒါကြောင့်မြတ်စွာဘုရားရဲ့အကြောင်းကိုစဉ်းစားဆင်ခြင်ခြင်းဟာအလွန်ကောင်းတဲ့စိတ်တွေဖြစ်အောင်လုပ်နေတာဟုတ်လားအခုအဲ့ဒါကိုရည်မှန်းပြီးတော့ပြောမယ်နော်ဝေတာရိစဆိုတာနော်ရဲရင်ခြင်းလို့အဓိပ္ပာယ်ရတယ်မြတ်စွာဘုရားလောက်ရဲရင်တယ်ဆိုတာကမ္ဘာလောကမှာဘယ်သူမှမရှိဘူးမြတ်စွာဘုရားမှာရဲရင်ကြောင်းတရားတွေနဲ့ပြည့်စုံလို့မြတ်စွာဘုရားရဲရင်နေတဲ့ဘယ်လိုပိဋကပဲရောက်မြတ်စွာဘုရားမှာနော်ထိတ်လန့်တယ်တုန်လှုပ်တယ်ယွန့်တယ်ဆိုတာမျိုးမရှိဘူးဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားမှာရဲရင်ကြောင်းတရားတွေရှိနေလို့တဲ့တတိရှိကြောင်းတရားတွေရှိနေတယ်အဲ့တော့ဝေတာရိစဉာဏ်၄ပါးအဲ့ဒီမှာဟောတာအဲ့တော့ဝေတာရိစဉာဏ်၄ပါးကနံပါတ်1ဘာပြောတော့နော်နံပါတ်1ဉာဏ်ကိုအသေးစိတ်လေးရှင်းပြရင်နောက်ထပ်ကျန်တဲ့3ပါးကိုပိဿတို့လွယ်လွယ်နဲ့သိနိုင်တယ်အဲ့ဒါဘာပြောတော့ဆိုတော့သမ္မာသမ္ဗုဒ္ဓတ္တိပဋိဇာနာတောဣမေဓမ္မအနာဘိသမ္ဗုဒ္ဓတိတတ္တရဝတ္တမံသမနောဝဗြဟ္မနောဝဒေဝဝမာရောဝဗျမဝကောစီဝလောကသမေသာဟဓမေနပတိသောတိတတိနိမိတမေတံဘိက္ခွေနသမနုပတ္တံမိဣတမံဘိက္ခွေနိမိတံအသမနုပတ္တံတောခေမပတ္တောအဘယပတ္တောဝေတာရိဇပတ္တောဝိဟရာမိပထမတစ်ပိုက်အတိပ္ပယ်ကဘာပြောတော့ယဟန်တို့တဲ့ငါကအလုံးစုံသောတရားကိုသိတယ်လို့ဝန်ခံနေတဲ့သမ္မာသမ္ဗုဒ္ဓတ္တိပဋိဇာနာတောတလောကလုံးမြတ်စွာဘုရားဝန်ခံတယ်ငါအကုန်သိတယ်လို့မြတ်စွာဘုရားရဲဝန်ခံနေတဲ့အဲ့လိုဝန်ခံထားတာကိုကျန်တဲ့နတ်တွေလူတွေပြမာတွေကအရှင်ဘုရားအကုန်သိတယ်လို့ဝန်ခံတယ်နော်ဒါပေမဲ့ဒီတရားလေးကိုတော့အရှင်ဘုရားမသိပါဘူးလို့အကြောင်းယုတ်တိခိုင်မာမာနဲ့ငါ့ကိုလာပြီးတော့ပြောစရာအကြောင်းမရှိဘူးတဲ့နော်တဟဓမေနပတိသောတိတတိနိမိတမေတံဘိက္ခွေနသမနုပတ္တမိအကြောင်းယုတ်တိခိုင်မာမာနဲ့ငါ့ကိုလာပြောစရာငါမမြင်ဘူးတဲ့အထောက်ထားခိုင်လုံနဲ့လာပြောလို့မရအောင်မြတ်စွာဘုရားကိုဒါလေးတော့မြတ်စွာဘုရားမသိပါဘူးလို့အကြောင်းယုတ်တိတော့ခိုင်မာရှိမှာနော်ဆွဆွဲလို့တဲ့သဘောနဲ့ရှောက်ပြောရင်တော့ပြောရင်ပြောပေါ့ဒါကတော့ပြောရင်ပြောလို့ရတာပဲလေဟုတ်လားဒါပေမဲ့ပြောတဲ့တကားဘယ်လိုရှိရမလဲအကြောင်းယုတ်တိခိုင်မာရှိရမယ်တဟဓမေနပတိသောတိတတိဟုတ်လားအဲ့လိုမျိုးပြောစရာအကြောင်းမြတ်စွာဘုရားမမြင်ဘူးတဲ့ဘယ်သူမှငါ့ကိုအရှင်ဘုရားဒါတွေကိုမသိပါဘူးလို့သိတယ်လို့ဝန်ခံတဲ့ငါ့ကိုဒါမသိပါဘူးလို့ခိုင်လုံပြောစရာလူထဲမှာနတ်ထဲမှာပြမထဲမှာတယောက်မှမမြင်ဘူးတဲ့အဲ့ဒါကြောင့်မလို့ငါခေမပတ္တောအဘယပတ္တောဝေတာရိဇပတ္တောဝေရာမိငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းရဲရဲရှင်းရှင်းလောကကြီးမှာငါနေနေတာတဲ့ဟုတ်လားခေမပတ္တောငြိမ်ချမ်းသည်ဖြစ်၍အဘယပတ္တောဘေးကင်းသည်ဖြစ်၍ ဟ
ဟုတ်လားဝေတာရိစပတ်တော်ရဲရင်ချင်းတို့ရောက်သည်ဖြစ်၍ဝိရာမိနေနေတယ်တဲ့နော်အလုံးကိုတိတယ်လို့ရဲဝန်ခံထားတာတဲ့ဘယ်သူမှအဲ့ဒါမတိပါဘူးလို့လာပြီးတော့ပြောနိုင်ဆိုနိုင်တဲ့လူတယောက်မှမရှိဘူးတဲ့ကဲနော်ဒီလိုဟောပြောချက်မျိုးကိုဘယ်ဘာသာထဲမှာတွေ့ရဘူးလဲလို့စဉ်းစားကြည့်နော်ဒါကြောင့်ဦးဇင်းတို့ပရိယတ္တိစာပေမြတ်စွာဘုရားရဲ့ဒေသနာတွေကိုအများကြီးသင်ထားတယ်သိထားတယ်နားလည်ထားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုတကက်လှိုက်လိုက်လဲလဲကြည်ညိုတဲ့စိတ်ယုံကြည်တဲ့စိတ်ကဖြစ်ကိုဖြစ်မှာပဲသဘောပေါက်ရဲ့လားအေးဒါကဦးဇင်းတို့ဝေတာရိဇဉာဏ်တစ်ပါးနော်အားလုံးကိုသိတယ်လို့ဝန်ခံတဲ့မြတ်စွာဘုရားကိုမသိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ပြောနိုင်တဲ့လူတလူမှမရှိဘူးနောက်နံပါတ်2ဝေတာရိဇဉာဏ်ပါတော့ခိနာတောတတ္တိပရိဇာနာတောဣမေအတဝအနာဘိခိနာတောတတ္တိပရိဇာနာတောအာသောတရားကုန်တယ်လို့ဝန်ခံတဲ့အရှင်ဘုရားကိုတဲ့ဒီအာသောတရားလေးတော့ကြံပါသေးတယ်ဣမေအတဝအပရိခိနာဒါလေးကိုတော့အရှင်ဘုရားမပယ်ရသေးပါဘူးလို့ဟောအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဘယ်လူဘယ်နဲ့ဘယ်မှာကမှမြတ်စွာဘုရားလာပြီးတော့ဆွဆွဲနိုင်ကြအကြောင်းမရှိဘူးတဲ့မြတ်စွာဘုရားသူ့ကိုယ်သူနော်ကိလေသာအာသောကင်းတယ်လို့ဝန်ခံတယ်နော်လူချင်းမမမရှိဘူးမကျေနပ်မှုမရှိဘူးမသိတာဘာမှမရှိဘူးအာသောတရားအကုန်ကုန်တယ်ပေါ့အဲ့ဒါကိုအာသောတရားမကုန်ပါဘူးလို့ဘယ်သူမှလာပြီးတော့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့မပြောနိုင်ဘူးအဲ့ဒါကြောင့်လည်းမြတ်စွာဘုရားခေမပတ်တော်အဘယပတ်တော်ဝေတာရိဇပတ်တော်ဝေရမိငြိမ်ငြိမ်ချမ်းချမ်းဘေကင်းရန်ကင်းရဲရဲရှင်းရှင်းနေနေတာတဲ့နှစ်ချက်ရှိတော့နှစ်ချက်ရှိသွားတယ်နော်အလုံးစုံကိုသိတယ်ဟုတ်လားအာသောတရားကုန်တယ်စဉ်းစားတော့အလုံးစုံကိုသိတယ်ဆိုတာဒါတမန်သမုဒ္ဒဂုံပဲအာသောတရားဂုံတယ်ဆိုတာအရဟံဂုံပဲဒါကြောင့်ဦးဇင်းကအရဟံဂုံနဲ့တမန်သမုဒ္ဒဂုံအကြောင်းကောင်းကောင်းသိရင်ရတယ်လို့ပြောတာသဘောပေါက်ရဲ့လားဒီတည်းပဲတော့ပြီးတော့ဝင်နေတာနော်နောက်ညနှစ်ခုကဘာပြောတော့ဆိုတော့ရေခောပနာတေအန္တရာယိကဓမ္မဟုတ်တာတေပတိတေဝတောနာလအန္တရာယာတိဓမ္မတိဒီတရားတွေကအန္တရာယ်ရှိတယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်တဲ့ဒါတွေကိုမလုံးနဲ့ဒါလို့ရင်နတ်ပြည်ရောက်ဖို့အတွက်အန္တရာယ်ရှိတယ်မဉ္ဇဉ်ဖွဉ္ဇဉ်ရဖို့အတွက်အန္တရာယ်ရှိတယ်သူတို့ကအတားအဆီးတွေပဲအဲ့ဒါမြတ်စွာဘုရားအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေရှိတယ်အဲ့ဒါတွေကိုအန္တရာယ်မရှိပါဘူးလို့ဘယ်သူမှအကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့လာပြီးတော့စောရကမတက်နိုင်ဘူးတဲ့ဟာမြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားရင်အဲ့ဒါတကယ်ကိုအန္တရာယ်ရှိတယ်တဲ့သတိထားဖို့အရန်အရေးကြီးတယ်လို့ဆိုရင်ပါတယ်ဟုတ်လားမြတ်စွာဘုရားကအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားဟာအန္တရာယ်တကယ်ရှိတယ်အန္တရာယ်ဆိုတာဘာကိုပြောတာတော့အဓိကတော့မဉ္ဇဉ်ဖွဉ္ဇဉ်ရခြင်းရဲ့အန္တရာယ်ပေါ့နော်ဟုတ်လားနတ်ပြည်ကိုတောင်မရောက်အောင်တားမယ်ဆိုရင်မဉ္ဇဉ်ဖွဉ္ဇဉ်တားဖို့ဆိုတာကတော့ပို့ပြီးတော့ထင်ရှားသွားတာပေါ့ဟုတ်လားအဲ့လိုမျိုးအန္တရာယိကဓမ္မအန္တရာယ်ရှိတယ်လို့ဟောထားတဲ့တရားတွေကိုအန္တရာယ်မရှိပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာနဲ့ဘယ်သူမှလာပြီးတော့စောရကမတက်နိုင်အောင်အဲ့ဒါကြောင့်လည်းမြတ်စွာဘုရားဟာငြိမ်ငြိမ်ချမ်းချမ်းဘေကင်းရန်ကင်းရဲရဲရှင်းရှင်းနေရတယ်တဲ့ဟုတ်လားနောက်3ခု4ခုမြောက်ညာ4ခုမြောက်ညာကဘာပြောတော့နေယန္တိကဓမ္မယတ္တခောပနတိအထာယဓမ္မောဒေတိတောသောနနေယတိတက္ကရတတမ္မာဒုက္ခခယာတိဝရမိနောက်အရှင်ဘုရားကဒီတရားတွေကိုကျင့်လို့ရှိရင်ဒီဆင်းရဲတဲ့ဝိဒုက္ခကနေလွတ်မြောက်လိမ့်မယ်ဆိုပြီးတော့နေယန္တိကဓမ္မလွတ်မြောက်ကြောင်းတရားထွက်မြောက်ကြောင်းတရားဒုက္ခကထွက်မြောက်ကြောင်းတရားဟောထားတယ်အဲ့ဒါဟာထွက်မြောက်ကြောင်းတရားအစစ်မဟုတ်ပါဘူးလို့အကြောင်းယုတ်တိခိုင်ခိုင်မာမာနဲ့ဘယ်သူမှလာပြီးတော့စောရကမတက်နိုင်ဘူးတဲ့အဲ့ဒါကြောင့်မို့လည်းပဲရဲရဲဝုန်းဝုန်းမြတ်စွာဘုရားနေရတယ်တဲ့နော်ဝေတာရိဇဉာဏ်၄ပါးနော်အလုံးစုံကိုသိတယ်ကိလေသာအာသောကုန်တယ်အန္တရာယ်ရှိမယ်ဆိုတဲ့တရားအန္တရာယ်တကယ်ရှိတယ်လွတ်မြောက်မယ်ဆိုတဲ့တရားတကယ်လွတ်မြောက်သွားလိမ့်မယ်အယံပြည့်စုံတယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်နော်ဒီသုတ္တဟာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့အယံဝမ်းသာစရာကောင်းတယ်ပေါ့နော်မြတ်စွာဘုရားသူ့ရဲ့ပင်ကိုအည်အသွေးရပါပြောမလို့အလုံးကိုသိတယ်ကိလေသာငြိမ့်တယ်နောက်တတ္တဝါတွေအနေအထားနဲ့နော်သူပြောပြခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လဲတာဝန်ယူမှုအပြည့်ရှိတယ်အနေရှိတယ်ဆိုတဲ့တရားတကယ်အနေရှိတယ်လွတ်မြောက်သွားစေလိမ့်မယ်ဒါကိုသာလို့တကယ်ဒုက္ခငြိမ်းသွားစေမယ်ဆိုတဲ့တရားတကယ်ဒုက္ခငြိမ်းစေလိမ့်မယ်အလုံးမအနှစ်သာရပြည့်ဝတယ်နော်အနှစ်ချုပ်ကလေးလို့တောင်ပြောလို့ရတယ်ဟုတ်လားအနေရှိရဆိုတဲ့တရားအနေရှိရနော်အကုသိုလ်တွေဒုက္ခပေးမှာဟုတ်လားလွတ်မြောက်ကြောင်းတရားဆိုရင်တကယ်လွတ်မြောက်သွားလိမ့်မယ်အဲ့တော့အနေရှိတယ်ဆိုတဲ့တရားကိုလည်းပဲအနေရှိတယ်လို့စိတ်ထဲမှာပို့ပြီးတော့ယုံကြည်မှုတရားဓမ္မတို့အချင်းတို့မှာထက်သန်လာတယ်ဟုတ်တယ်မဟုတ်လားဒါကိုစဉ်းစားလိုက်ခြင်းအဖြစ်နော်လွတ်မြောက်ကြောင်းတရားရဲ့ပုံမှာအော်မြတ်စွာဘုရားဒီလောက်တောင်ဟောထားတာဒါဆိုမှဒါစောတကတက်လို့မရအောင်ကိုယ်စိတ်ထဲအတွေ့အထင်နဲ့ရှောက်ပြောမယ်ဆိုရင်တော့ပြောဖို့ဒါကတော့ဘယ်တန်းနိုင်မလို့သူကဘာပြောတာလို့သဟဓမ္မေနပတိစောတိတတိနိမိတမေတံဘိက္ခွေနသမနုပတ္တမိဟ
ဟုတ်မှန်တဲ့အကြောင်းပြချက်နဲ့ခိုင်ခိုင်လုံလုံတဘာဝကြကြလာပြီးတော့ဆွဆွဲเสียရတော့ဘယ်သူမှအဲ့လိုမျိုးမလုံးနိုင်ဘူးလို့ပြောထားတာဟုတ်တယ်မဟုတ်လားဒါကြောင့်ဦးဇင်းတို့ပြေးတဲ့ပေါင်းသူတော်ကောင်းတို့ဒါပါကိုပြောတော့ဝေတာရိဇဉာဏ်၄ပါးဟုတ်လားဖခင်ရဲ့ဂုဏ်တော်တွေကိုစဉ်းစားဆင်ခြင်ဖို့ကြိုးစားတဲ့နေရာမှာပထမဥစွာသင်ယူထားဖို့လိုတယ်ဆိုတာလေးကိုဦးဇင်းတို့တွေးမိလို့အကြောင်းအရာတော်တော်များများပြောလိုက်ပါတယ်ဒီနေ့တရားနည်းနည်းရှိသွားပြီဟုတ်လားနော်အဲ့ဒါဘုံဘုံဘာလေးပြောခဲ့တော့ဂုဏ်တော်၉ပါးကိုအဓိကကင်ပြီးတော့ပြောပါတယ်ဟုတ်လားအဲ့ဒီဂုဏ်တော်၉ပါးတဲ့ကအရဟံဂုဏ်သမ္မာသမ္ဗုဒ္ဓဂုဏ်အထူးသဖြင့်သမ္မာသမ္ဗုဒ္ဓဂုဏ်ကိုပဲအများကြီးပြောလိုက်ပါတယ်နော်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့သည်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်အကြီးသွေးတော်တွေကိုစဉ်းစားဆင်ခြင်ပြီးတော့ကိုယ့်ရဲ့အစ္ဆဒအတွင်းတဏ္ဍာမှာတော့မြင့်မြတ်တဲ့စိတ်ဓာတ်တွေဖြစ်အောင်ကြိုးစားရင်းနဲ့နောက်ဆုံးမဲ့ညာပုညမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပေးသက်ပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း